အော်ဆွန်လာဆိုင်မင်္ဂလာပါပြီးတော့အေးမမိုးရဲ့ကမ်ပိန်းကငရုတ်တီအလုံး1,900ကျန်သေးတယ်နော်ဆက်ပြီးတော့လူခံပေးရမယ်ဆက်ပြီးတော့လူခံပါတယ်ရှင်တရက်နေ့ကနေ10ရက်နေ့အထိမပါဝင်ရသေးတဲ့လှဆင်အလူစင်တွေတကူတော့အလူစင်တွေအဖွဲသားတွေပေါ့နော်စောင့်နေပါတယ်ညီတို့တွေမျောနေပါတယ်ရှင်လူအသေးတွေလည်းပါဝင်ပေးကြပါနော်တခါမှမမိုးရဲ့ကမ်ပိန်းထဲမှာမလာလို့ရသေးတဲ့မြန်မာပြည်သူပြည်သားတွေနော်ဆက်သွယ်လာလို့ရပါတယ်ရှင်ချဲပေးကြပါနော်ချဲပေးကြပါဒီနေ့နေမကောင်းသလိုဖြစ်နေတယ်ပြောရင်လေဘင်နာစီတော်နာစီရဲ့အော်ဆလာဆိုင်ကိုရောက်ချဲနေပါတယ်ချဲနေပါတယ်ထမင်းစားလို့ပြီးပြီလားနေ့လည်းထမင်းစားလို့ပြီးပြီလားပြီးတော့ရေမမရကမ်ပိန်းကငရုတ်တီအလုံးခမင်းလည်းမတည့်ဘူးအော်ဒီတလုံးကဘယ်လိုလဲဘာမတည့်โอเคဆက်ချရအောင်ဆုံးလာဆိုင်အဝင်လာတဲ့မှာမိုးရဲ့လူတွေနော်မြားချဲပေးကြပါစင်ကမ်ပိန်းကတဝက်မပြည့်သေးဘူးနော်ကမ်ပိန်းကတဝက်မပြည့်သေးဘူးအလုံး1,900ဆက်ပြီးတော့လူခံရအောင်မယ်ဘိုးရဲ့စီဝါကမ်ပိန်းလည်းမပြည့်သေးဘူးနေဆောင်ကမ်ပိန်းလည်းမပြည့်သေးဘူးတနေ့တိုင်းကမ်ပိန်းလည်းမပြည့်သေးဘူးစင်ညတော့ကအလုံး994လုံးတော့ပြည့်သွားတယ်ဒါပေမဲ့ပတ်စံတွေကတော့အကုန်လုံးမရောက်လာသေးဘူးပေါ့နော်တချို့ USA ဒေါ်လာတွေကသူတို့မပို့ရသေးဘူးကြောင့်နည်းနည်းစောက်ရမယ်နော်1,000မပြည့်သေးလို့ဒေါ်လာ1,000မပြည့်သေးလို့ပြည်လို့ရှိရင်သူတို့ပို့လာပေးမယ်ပို့လာပေးတဲ့အချိန်ကျတော့ကွာပတ်စံတွေဆွပြီးတော့ပို့လို့ရတယ်ညတော့မအမီတို့အဖွဲသားပေါ့နော် USA ကအကူတွေမနေမအမီသွားပြီးတော့စီလုံးပေးတယ်လူခံပေးတယ်တယောက်သူတို့နိုင်တယ်လို့တယောက်နိုင်နေပါသူတို့ထည့်ပေးလိုက်တယ်ညတော့ကအလုံး900ကျော်မမိုးတို့ကိန်းပေးကစားတာညီမလေးမေစုကိန်းမဘီကိန်းပေးကစားလိုက်တာအလုံး300တိတိရသွားတယ်ကျန်နေတဲ့အလုံး200ကျော်ကမနေ့6နာရီကျော်သွားတယ်ပြီးတော့မမိုးလိုက်လွင်လာလေမနေ့6နာရီပဲနဲ့မနေ့လည်းမသိဘူးကျော်သွားတယ်မအမီတို့ဘက်ကပိတ်ပေးလိုက်တယ်လေသူ့လူတွေတယောက်နေနေဘယ်လောက်လူသေးလဲဆိုတော့မိုးပြောတဲ့အလုံးဒေါ်လာနောက်ဆုံးမှာတော့စကားပြောရင်းနဲ့ပြီးတော့ဘယ်လိုလဲမသိအမိုးရတန်ကြားလားမိုက်ခရိုဖုန်းတော့နိုင်မိတယ်နော်คอมเมนต์လည်းမတက်တော့ဟောတက်လာပြီဖုန်းလေးရပါတယ်ဖြစ်မှလည်းမသိဘူးကြောင်သွားကုန်ပြီငါရဲ့ဖုန်းလေးကတယောက်ပဲနံပါတ်ရေးပေးပါနော်လူဆက်ရပဲစီးတယ်ဘယ်လိုလုပ်ရမှာလဲအလူကန်လားnot delay နောက်ဆန်းဦးလေးကြီးမင်္ဂလာပါမမိုးနဲ့သူငယ်ချင်းများအားလုံးပဲဗျာတဲ့မင်္ဂလာပါစင်ချဲရမကောင်းတဲ့ကနာလေးစကားပြောရပြီအော် USA ကကိုရိုမာတို့ကမိုးရေးတဲ့အမိုးပြောတဲ့6နာရီကျော်သွားပြီပေါ့နော်6နာရီ5မိနစ်လား6နာရီ10မိနစ်လားမသိဘူးအဲဆိုရင်သူတို့ပြောတဲ့ဘလောက်လူသေးတယ်ငရုတ်တီကအလုံး100ကျော်လူသေးတယ်လေအလုံး100ကျော်လူတော့မှမိုးကဒေါ်လာနဲ့ပတ်စံတွက်ပေးလိုက်တယ်တွက်ပေးလိုက်တဲ့အချိန်မှာဒေါ်လာ180လူတယ်180လူတဲ့အချိန်မှာမမိုးရဲ့ဦးလေးတယောက်ကသူကဒေါ်လာ180သူထည့်ပေးမယ်ပြီးတော့အမတယောက်ကဒေါ်လာ100ထည့်ပေးမယ်အဲတော့သူတို့2ယောက်နောက်ဆိုတော့သူတို့ဂိမ်းပိတ်ပေးလိုက်တာပေါ့နော်ဂိမ်းမဟုတ်ဘူးအဲ့ဒီမပြည့်သေးတဲ့အလုံး900ကျော်ကိုသူတို့ပိတ်ပေးလိုက်တယ်ဟိုအရန်ကျေးဇူးတင်ပါတယ်လို့အရန်လည်းဝမ်းသာပါတယ်လို့မိုင်မီကိုလည်းအရန်ကျေးဇူးတင်တယ်အဲကြောင့်ပြည့်သွားတယ်6နာရီကျော်ပြီးတော့နောက်ပြီးတော့နည်းနည်းပြန်အိတ်လိုက်တဲ့အချိန်မှာစောစီထားတယ်
ခလေးတွေလည်းအတန်းဆူညာသူတို့အိမ်နေတယ်လေပြီးတော့သူတို့အိမ်နေတယ်ဒီနေ့တနင်္ဂနွေနေ့ဆိုတော့အိုးမမိုးလည်းထားပြီးတော့ဟို messenger စစ်စစ်လိုက်ဒီ messenger စစ်စစ်လိုက်ဟိုတင်းနဲ့ကြည့်လိုက်ပြီးတော့အလူစင်တချို့အလူစင်ညတော့ကသူတို့ကိန်းလာပြီးတော့ကစားတာအကျွေးလေသူတို့ပတ်စံတွေပြန်ပို့လာတယ်ဗန်နံပါတ်တွေသူပြန်လာတောင်းတယ်မမိုးစကားပြောနေတဲ့အချိန်မှာနောက်တစ်ချက်မှမပြန်တော့အိတ်လိုက်တယ်ပြန်အိတ်လိုက်တဲ့အချိန်မှာပြန်ထားလာတဲ့အချိန်မှာအိုးကောင်းတွေကိုက်ကိုတွေပူနာတွေစီပါတွေဖြစ်ကိုဖြစ်မှလည်းမသိတော့အဲ့မမှန်ဘူးလေအဲ့မမှန်ဖြစ်တဲ့အတွက်ကြောင့်မျိုးဖြစ်တတ်တယ်နော်ဘီအောင်ဆလာဆိုင်နော်ဘီစကလောညတော့နော်ဘီကကိန်းဘာငွေ2000ဘာကိန်းပေးကစားတယ်လူရောက်20ပြည့်သွားတယ်မေစုကတော့လူရောက်10ကိန်းပေးကစားတယ်လူရောက်10ပြည့်သွားတယ်နှစ်ယောက်စလုံးကိန်းပေးကစားတဲ့နောက်ပိုင်းမှာအလုံး300တော့ရသွားတယ်အလူစင်ရောက်30ပေါ့နော်အယောက်30ရောက်သွားတယ်ရသွားတယ်ဒီညတော့ဘယ်သူကိန်းပေးကစားမလဲတော့မသိဘူးစောင့်ကြည့်ရမှာပေါ့နော်မမောကလေစိတ်ပူတယ်ပြီးတယ်လို့စိတ်ပူတယ်ပြီးတော့နေဆောင်မှာဆိုရင်အရေးကြီးတဲ့နေရာတွေအများကြီးပဲအကူညီလိုအပ်တဲ့အဖွဲတွေလိုအပ်တဲ့ငရုတ်တီးလိုအပ်တဲ့နနတီးနော်ပွဲတွေကတော့သူတို့တွေကပြောမယ်ဆိုရင်နေဆောင်ပြီးတဲ့ဘက်ကဒီအညာဘယ်လိုပြောမလဲကချင်ကိုသူတို့တိုက်တာသူတို့အားကြတယ်ရခိုင်တိုက်တာသူတို့အားကြတယ်သူတို့ဘက်ကလည်းအားရပါရတိုက်ချင်တဲ့အချိန်မှာသူတို့ကအသီးတွေဗလဲဟိုသူများလိုမျိုးမများလို့ဘယ်လိုမမို့တို့ရဲ့ PDF တွေကပြည်သူတွေထောက်ပံ့မှသူတို့ရဲ့တော်လိုင်းရဆက်သွားလို့ရတာKIA တို့ရခိုင်တို့ဆိုရင်သူတို့တွေအပြည့်စုံစီးပြီအပြည့်ဝစီးတယ်သူတို့ခေါင်းဆောင်တွေလောက်ပြတာလေမမို့တို့ရဲ့ NUG တွေဘက်ကလည်း PDF တွေအဖွဲ့ပေါင်းများစွာပြန်ပြီးတော့သူတို့ရဲ့ PDF လည်းစီးတယ် logo လည်းစီးတယ်သူတို့ရဲ့ PDF သူတို့လည်းအမှမစီးတဲ့ PDF လည်းတိုက်လို့စီးနေ NUG ကလုံးထောက်ပံ့ပေးတာပဲเนาะအဲကြောင့်မောင်တို့ရဲ့ PDF တွေကသူတို့အားရပါရတိုက်ချင်ပေမဲ့ပြည်သူဘက်ကထောက်ပံ့ပေးမှသူတို့တွေလည်းအားရပါရတိုက်လို့ရတာပေါ့နော်တချို့တိုင်းရင်သားလက်နဲ့ကန် AA နဲ့လား KIA နဲ့လားတော့ပြီးတော့ပူပေါင်းတဲ့ PDF တွေဆိုရင် KIA ဘက်ကထုတ်ပေးတာပေါ့ရခိုင်ဘက်ကထုတ်ပေးတာပေါ့နော်ဒါပေမဲ့ဒီ channel နဲ့အညာတို့နေရာအများအပြားကပြည်သူရဲ့အကူအညီပဲသူတို့စောင့်နေရတယ်နော်အဲကြောင့်ဒီနေ့မှမိုးပတ်စံပို့ရှင်နေဒါပေမဲ့မိုးစောင့်နေတယ် USC ပတ်စံမိုးစောင့်နေတယ်ညတော့အကူတရားလာပြီးတော့ပြောထားတယ်သူပြောတယ်မနေ့ဖန်ဆိုတာသူ့အတွက်ညမှပေါ့နော်သူဒေါ်လာတွေပို့လာပေးမယ်သူပြောထားတယ်ဒါမှမို့လဲစင်းသွင်းလို့မရသေးပါဘူးဒါပေမဲ့ဘာကြောင့်ဆိုတော့ပတ်စံတွေကမရောက်လာသေးဘူးစင်းသွင်းလို့မရဘူးအခုကြံနေတဲ့အလုံး1,900ကိုဆက်ပြီးတော့ကြိုးစားရအောင်ပေါ့နော်မလူရသေးတဲ့ပြည်သူတွေမထောက်ပံ့ပေးရတဲ့ပြည်သူတွေဒီလာပေါ့နော်ဒီလာလာပြီးတော့ကိုကြီးထောက်ပံ့ပေးကြပါလို့ပြောချင်ပါတယ်လာစင်လူစင်မလာသေးဘူးနော်လာစင်လူစင်တချို့မှာအဖွဲသားတွေမမို့သူတို့စောင့်နေပါတယ်ကမ်ပိန်းကတဝက်တောင်မှမရသေးဘူးပြီးတော့ကမ်ပိန်းကြည်3,100ကျော်ကတဝက်ရဖို့ကငရုတ်တီအလုံး1,500 9,900စစ်လုံးလား9,900အဲ့ဒီမှာမပြန်တော့တွဲရမယ်9,900ကျော်အေးငါလည်းဘယ်လိုလဲကွယ်ငါမိုးကိုအကမှဝင်မလို့โอเคအမရဲ့အမက900ညတော့900โอเคညတော့ကိန်းပေးကစားတဲ့အမညတော့ကိန်းကစားတဲ့900ရတယ်မကြီးကျေးဇူးတင်ပါတယ်နော်မနော်ကျေးဇူးရတင်ပါတယ်ဒါညတော့မမွေအမတယောက်ကိန်းပေးကစားတာ900သူပတ်စံပို့လာပြီမမို့အစင်းတော့တွင်လို့မရညတော့စင်းရင်တွင်လိုက်ပြီဒီနေ့စင်းရင်တွင်လို့မရဘူးနော်ပတ်စံအသိမဟုတ်တဲ့အတွက်ကြောင့်ညတော့ကိန်းကစားတာမှာမဘီကိန်းနဲ့ဟိုမဘီကိန်းနဲ့မှာဟိုဘယ်လိုလဲငါရဲ့စာအုပ်လဲကောင်းတော့မယ်ပြီတို့ရေကိုကနေတိုင်းညတိုင်းအလူကန်လို့
ပြည်သူလူထုရဲ့ငွေစင်ရတော့ကိုနေတာပဲရေးပေးရတာစာရွက်ကုန်တော့မယ်အေးတန်တယ်မယ်မင်္ဂလာပါဦးထုံးကြည်ရေဦးလေးမအိတ်သေးဘူးလားလာလူပေးကြအောင်ပြည်သူတို့ရေအမရေတဲ့ကျွန်တော်တို့ PDF ဖြည့်လို့ရှိရင် Messenger မှာကြွားပါဒီမှာလာလို့ရှိရင် blog မှာနော်အကောင့်2အကောင့်6မမမသိတဲ့အတွက်ကြောင့်ပြည်သူလူထုတွေတင်မြင်မအောင်လုပ်နေလို့ရှိရင်မမ blog မှာနော်ကိုယ့်ရဲ့ comment ကိုပြန်ဖြတ်ပါမဖြတ်လို့ရှိရင်မမ blog မယ်နော်မမပြောထားတာအခါတိုင်းပဲနော်ပြီးတော့ကျွန်တော်တို့အဖွဲ့တွေကဘာမှမရသေးဘူးကျွန်တော်တို့ကိုပြစ်ထားတဲ့အဲ့လိုမျိုးလာရေးတဲ့အဖွဲ့တွေကသေစာပြန်တော့စစ်စစ်တဲ့အချိန်မှာနွားတခိုးတွေလူလိန်အဖွဲ့တွေတဲ့မြေပြင်မှာလည်းမရှိနော်ဟိုတခါတော့ကျွန်တော်တို့ပကိုးတိုင်းမှာဟိုဒီတိုက်ရင်ဟိုတိုက်ရင်ပြောတာပက်စုပက်ဆက် comment မှာရေးလာတာအများပြမရေးထားလို့မျိုးပဲသေစာပြန်တော့စစ်စစ်လေးတဲ့မှာတကင်ဟိုထိုင်းနိုင်ငံမှာရှိတယ်အထောက်ထားလည်းမရှိ Messenger မှာလာပါနော် Messenger မှာလာပါPDF စစ်မှပြလို့စရင် Messenger မှာလာပါဟိုခုနရေးထားတဲ့အထောက်ထားလိုမျိုးအပြည့်စုံပို့လာပေးပါနော်ပြည့်စုံလို့စင်မမို့ဦးကျော်သူစီမှာမမို့ဦးကျော်သူစီမှာမမမို့ရဲ့ဦးကျော်သူ link ကိုချပေးမယ်ချပြီးပြီဆိုရင် PDF ဒီဘက်ကဦးကျော်သူစင်ကိုတစင်နော်အဖွဲ့နာမယ်တိုက်နေတဲ့တိုင်းနဲ့တေချာရေးပြီးတော့သူ့ကိုစောက်ရမယ်နော်အလက်မရောက်လို့စင်ဦးကျော်သူချက်ချင်းမစစ်စေဘူးစင်တချို့တွေကမမို့ဦးကျော်သူ link ကိုချပေးတယ်ဦးကျော်သူစီမှာစာတော့ရေးတယ်ဦးကျော်သူမကြည့်လို့မမို့ကို10ခါအခါ20ပြန်တိုင်တယ်မမို့ပြောပြလေအလဲရောက်မှဦးကျော်သူကစစ်စီမယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့အစစ်မှလာတဲ့အဖွဲ့အစည်းတွေကအဖွဲ့အစဲနဲ့စီပါစေတချို့မှအဖွဲ့ရတချို့မှဟိုတလားတော့ PDF ဖြစ်တယ်ဒီလားသူတို့မရသေးဘူးသူတို့အလဲမရောက်သေးလို့သူတို့မရသေးဘူးအဲကြောင့်လူသိဆိုရင်လူအဟောင်းထက်ပို့ပြီးတော့စောက်ရမယ်နော်အဲကြောင့်ဟိုကနာတော့ရေးလာတယ်လို့မျိုး PDF စစ်ပြလို့စီပေါ့နော်ရေးလာတယ်လို့မျိုးပို့လာပါပြီးလို့မှမောင်ကဦးကျော်သူ link ကိုချပေးမယ်ဦးကျော်သူကိုဆက်သွယ်တဲ့အချိန်မှာလဲဦးလေးရေမင်္ဂလာပါဦးလေးရေကူညီသွားတယ်အဲ့ဒီစကလုံးတွေမရေးလာပါနဲ့ကျွန်တော်တို့ကဒီအဖွဲ့ပါဒီတိုက်ရင်ပါဒီတိုင်းပါတေချာရေးတာနော်ရေးပို့လာပေးတဲ့လူတွေအားလုံးဦးကျော်သူမြည်တယ်နော်ဒါပေမဲ့ तू ကကြည့်မှာပေါ့ဒီနေရာဆိုရင်တိုက်မတိုက်အရေးကြီးမကြီးဦးကျော်သူကကြည့်မယ်နော်အဲကြောင့်အလဲရောက်မယ်ဆိုတာတချို့မှာတလ2လမှအလဲရောက်တယ်တချို့မှာကျတော့တပတ်အလဲရောက်မယ်နော်အခုစစ်စစ်သားတဲ့တချို့အဖွဲ့20ကျော်လဲအကောင်လုံးမပို့ရသေးဘူးစီးသေးတယ်မပြောထားပြီးနော် PDF ပြလို့စင် Messenger မှာလာပါဒီမှာမလာနဲ့ဒီမှာလာလို့စင်တချို့ပြည်သူတွေကသူတို့စိတ်ထင်အဖွဲ့အစည်းတွေဖြစ်သွားမလားနော်မပြောမယ်အများအပြားအတုတွေများတယ်လူတွေသူတို့တနာအောင်လူတွေသူတို့ဆက်ပြီးတော့လူအောင်တေချာပြန်တော့စစ်လိုက်တဲ့အချိန်မှာ PDF အစီတွေမဟုတ်ဘူးနော် PDF အစီတွေအများပြားလဲဒီမှာမလာဘူးနော်မမိုးရဲ့ Messenger မှာပဲလာတယ်ဦးကျော်သူစီမှာပဲတော့ဆက်သွယ်တယ်โอเคနော်ပကိုးတိုင်းမှာဆိုရင်လည်း Messenger မှာလာပါပဲတိုင်းမှာမဆိုပါတော့ဒါပေမဲ့မနေ့တုန်းကတယောက်ရေးလာတာမိရထားလို့ပဲသူ့ရဲ့အဖွဲ့နာမည်လုံးဝသူမရေးလာဘူးပြီးတော့တိုက်နေတဲ့တိုင်းလည်းလုံးဝမရေးလာမမူကြီးကျွန်တော်တို့စစ်ကြောင်းမှာဗလဲမဟုတ်ဘူးကျွန်တော်တို့တိုက်ရင်မှာကြီးစံတွေအရေးပေါ်လို့အားနေလို့လက်နဲ့လည်းမရှိဘူးလက်နဲ့လည်းပြည့်စုံဘူးလက်နဲ့အသစ်တလဲလောက်ဝယ်ချင်တယ်မမူကူညီပေးပါရေးလာတဲ့စာအများပြန်မယ်ကိုယ့်ရဲ့အဖွဲ့တိုက်ရင်လည်းမရေးကိုယ့်ရဲ့အဖွဲ့နာမည်လည်းမရေးကိုတိုက်နေတဲ့တိုင်းလည်းမရေးအဲ့ဒါမှမော်ဒီမျိုးပဲကြည့်လိုက်တယ်လာအဲ့လိုမျိုးလာတာအများကြီးပဲနော်ပြောထားပြီးအပြည့်အစုံရေးလာပေးပါကိုယ့်ရဲ့တိုက်ရင်ပြီးတော့ကိုယ့်ရဲ့အဖွဲ့နာမည်ကိုတိုက်နေတဲ့တိုင်းဆိုပကူးဆိုပကူးမကွေးဆိုမကွေးစကိုင်းဆိုစကိုင်းပေါ့နော်မန္တလေးတိုင်းဆိုမန္တလေးတိုင်းနောက်ပြီးတော့အဖွဲ့နာမည်အဖွဲ့နာမည်နဲ့တိုင်းနာမည်နဲ့ပို့လာလို့ရှိရင်ထောက်ပံ့ပေးတဲ့အမြဲတမ်းထောက်ပံ့ပေးတဲ့ထောက်ပို့တွေကသိပြီနော်တချို့ PDF တွေစီးတယ်ဦးကျော်သူစီမှာသွားတယ်ဦးကျော်သူကစစ်စီအလဲရောက်ပြီးတော့စစ်စီပေးလိုက်တဲ့အချိန်မှာဦးကျော်သူပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တပပဲစီးသေးတယ်နော်ဦးကျော်သူစီမှာမနယ်မိုဩစတြေးလျနိုင်ငံနဲ့အလူစင်များနော်မနယ်မိုဩစတြေးလျနိုင်ငံနဲ့အလူစင်များမတန်မရောက်လာသေးဘူးမမိုးစီမှာလာပြီးတော့တောင်းတယ်နော်တပမစီးသေးဘူးနော်မမိုးစီမှာပြန်လာတယ်တချို့မှာကျတော့တလားရပြီဗလဲနောက်တစ်ခါပြန်လာပြီးတော့တောင်းသေးတယ်တချို့အဖွဲ့တွေကတခါမှမရသေးဘူးဒီလထဲမှာအဲ့ဒါကိုစဉ်းစားရမယ်နော်မမိုးတို့ကအများအဖွဲ့မမိုးတို့ကအများနဲ့သွားတယ်ဟိုဒီအဖွဲ့မှဒီအဖွဲ့မမိုးတို့မသွားဘူးနော်အဲကြောင့်ကိုကရပြီဆိုရင်ဒီလပြန်လာမတောင်းနဲ့တော့တလားဆိုရင်ကိုရဲ့တပွဲမမိုးတို့စီမှာရပြီဒီလဆိုရင်နော်နောက်လာမှပြန်တော့စောက်ပါတချို့အဖွဲ့တွေကအများအပြားပဲမရသေးတာနော်အဖွဲ့တွေအထောင်နဲ့စီးတယ်တချို့မမိုးတို့စစ်ထားတဲ့အဖွဲ့တွေကတလား2လစီးပြီလေသူတို့အလက်မရောက်သေးဘူးအဲ့ဒါတကယ်ပဲမမိုးပြောတာနော်တလား2လမရသေးဘူးသူတို့စီမှာဘာလို့ဆိုတော့မိုးတို့ကတလားဆိုရင်အဖွဲ့90ကျော်ဒီ campaign တွေအလူခံကြားထဲမှာ campaign တွေပါတယ်ဆိုတော့အဖွဲ့90ကျော်ပဲမမိုးတို့ကူညီလို့ရတယ်
နော်လာတောင်းတဲ့အဖွဲတိုင်းမှာတော့အရေးကြီးတဲ့အရေးပေါ်တဲ့တဲ့ပဲနော်မမိုးတို့လည်းကူညီတဲ့အဖွဲတွေလည်းအရေးကြီးရေးပေါ်တဲ့ပဲစင်အရေးမကြီးအရေးမပေါ်တဲ့အဖွဲတခုမှမရှိပါဘူးโอเคနော်အရေးကြီးတဲ့အဖွဲတွေတဲ့အကူညီလိုအပ်တဲ့အဖွဲတွေတဲ့ပါကူအလာကောင်ကနေမှစစ်စစ်ထားတဲ့အဖွဲတွေစီးတယ်အခုတိလည်းပို့လို့မရသေးပတ်စံကလည်းမပြည့်နော်ပတ်စံလည်းမပြည့်နိုင်ငံသားငွေတချို့မှလည်းမရောက်လာသေးဒေါ်လာ1000လည်းမပြည့်သေးဘူးဒါပေမဲ့အဲ့ဒီဒေါ်လာ1000တွေကပြည့်ပြီးဆိုရင်မမို့တော့သူတို့ဘက်ကချက်ချင်းပို့လာပေးတယ်ပို့လာပြီးတော့ကိုကပတ်စံစုပဲနဲ့ပွဲစာရမလဲအခုနောက်တစ်ခါပြန်ပို့ဖို့ကနေဆုံးအတွက်ပါစစ်စစ်ပြီးတဲ့အဖွဲတွေပေါ့နော်စစ်စစ်ပြီးသွားတဲ့အဖွဲတွေအခုစစ်စစ်ပြီးသွားတဲ့အဖွဲတွေလည်းစောင့်နေတယ်ဦးကျော်သူစောင့်နေတယ်ဦးကျော်သူဘယ်တော့ပြန်လာဆက်သွင်းမလားသူတို့လည်းစောင့်တယ်ဦးကျော်သူလည်းပြောတယ်မျက်နှာတွေပူကုန်ပြီနော်ငွေကလည်းမရောက်လာသေးနော်အကူညီကတော့တနေ့လာပြီးတော့တောင်းတာအများကြီးအကူညီလာတောင်းတဲ့အဖွဲစီတွေအများကြီးထောက်ပံ့ငွေလာပြီးတော့ပို့တဲ့သူကတော့နည်းနည်းပါပေါ့နော်အလူစင်ပေါ်လာတာတော့နည်းနည်းပါဟိုလာပြီးတော့အကူညီတောင်းတဲ့အဖွဲစီကအများပြားအဲ့ဒါဘယ်လိုလုပ်မလဲကြားတယ်မှာနော်အဲ့ကြောင့်မမိုးတို့သိတယ်လေအကူညီဘယ်လောက်လိုအားလဲအဖွဲတွေဘယ်လောက်များလဲဆိုတာအဲ့ကြောင့်နေ့ရောညရောအလူခံတယ်မိုးလင်းတဲ့အထိလည်းအလူခံတယ်ဒါပေမဲ့အလူစင်တွေကဟိုမနစ်တိုင်လဲမလာဘူးပြီတို့နော်ညတော့ဆိုရင်ထိုင်တာတနာကြီး2နာရီမပေါ်လာဘူးအရန်ညိတာမနေ့မိုးလင်းတဲ့အတီမအမီတို့ပဲပြန်လာပြီးတော့ဟိုပိတ်ပေးလိုက်တာပေါ့နော်အဲ့ဒီအလုံးဟို900နဲ့94လုံးပြည့်ဖို့อ่ะဟိုကြံတာအလုံး100ကျော်သူတို့ပဲပြန်တော့ပြည့်ပေးလိုက်တယ်အဲ့ဒီအလဲထဲမှာကြားထဲမှာဆိုရင်လူစင်းမပေါ်လာဘူးပြတော့ရေနော်အဲ့ဒါပဲအဖွဲမစုတကယ်တိုက်တကယ်အကူညီလိုရတဲ့အဖွဲတကယ်အလောက်တဲ့အဖွဲอ่ะမကူညီချင်ဘူးဆိုတာတစ်ဖွဲမှမရှိဘူးအရောက်တိုင်းအဖွဲတိုင်းမှာကူညီချင်တယ်နေရာတိုင်းမှာကူညီချင်တယ်အဲ့ဒါမှမိုးရစိတ်တာပဲကူညီချင်လို့နော်နေ့ရောအလူခံပေးတယ်ညရောအလူခံပေးတယ်ကိုဘက်ကတကယ် PDF အစိမ့်မှဖြစ်လို့စင် Messenger မှာဆက်သွယ်လာပါမမိုးပြောထားပြီးနော်တနေ့အဖွဲ20 30လာလို့စင်မမိုးအများဆုံးအဖွဲ4ဖွဲ5ဖွဲပဲဥကျော်သူရင်းလင်းကိုမမိုးချပေးလို့ရမယ်နော်ဘာသာမို့လို့ငွေပမာဏမမို့လို့ကြည့်ရတယ်နော်အဲ့ကြောင့်အော်မမိုးကငါရဲ့ Messenger မကြည့်ဝမိုးငါတို့စောက်ခင်မစဲအဲ့လိုမျိုးမဟုတ်ဘူးမမိုးတို့လည်းနိုင်တယ်လို့ပဲလက်ခံတယ်နိုင်တယ်လို့ပဲလက်ခံတယ်မမိုး4ဖွဲ5ဖွဲပို့ပေးလိုက်လို့ရှိရင်လည်းဥကျော်သူစီမှာရောက်လာလို့ရှိရင်ဥကျော်သူကဘယ်တော့ပြန်တော့စစ်စေးမလဲမသိဘူးသူ့ဘက်ကလည်းအများအပြားပဲမမိုးပို့ထားတယ်တခြားထောက်ပို့တွေရဲ့တချို့နိုင်ငံသားထောက်ပို့ရဲ့ PDF တွေလည်းသူစစ်စေးပေးရသေးတယ်တချို့မှာနော်အဲ့ဒါကို तू ကသူစစ်စေးလိုက်လို့ရှင်ခဏလေးပဲမဟုတ်ဘူးစစ်စေးလိုက်လို့ရှင်တစ်ဖွဲ့ဆို तू တနာရီလောက် तू ထိုင်ပြီးတော့စကားပြောတာပေါ့နော် तू စစ်စေးတယ်နောက်ပြီးတော့တောင်ကိုစစ်စေးတွေနဲ့ तू ခေါ်ပြီးတော့စကားပြောတယ်မတေချလို့ရှင်ဦးကျော် तू ကိုတန်းအမြေပြင်မှာပြန်တော့ဖုံဆက်တယ်တိုင်းမူတို့ဗာမူတို့အဲ့ဒီနေရာမှာစီးတဲ့တောင်ခံတဲ့လူတွေပေါ့နော်ပြန်တေချပြန်တော့စစ်စေးတယ်ဘာကြောင့်ဆိုတော့ဒီသူလူထုပတ်စံအကြတိုင်းအပြားတိုင်းမှာမမို့တို့ကအလိမ်မခံချင်ဘူးနော်အလိမ်မခံချင်ဘူးရှင်ဥမာမို့စီမှာအဖွဲ100လာပြီးတော့လူခံလို့ရှင်အစစ်ဆိုတာအစစ်အမှန်နဲ့တကယ်တိုက်တဲ့အဖွဲစီဆိုရင်အဖွဲ40လာပဲစီမယ်ကျန်တဲ့အဖွဲတွေအများအပြားတော့အတူတွေဖြစ်မဲ့လူလင်းတွေဖြစ်မဲ့တချို့မှကျတော့ဟောက်တဲ့အစ်စ်ဖြစ်တယ်ဒါပေမဲ့မတိုက်ဘူးပြီးတော့ဒီလိုမျိုးပဲလက်နဲ့ကန်ယူနီဖောင်းတွေဝတ်ပြီးတော့ဟိုလိုက်ပြီးတော့အလူခံတယ်လေအဲ့လိုမျိုးလေလိုက်ပြီးတော့အလူခံစားတာလည်းအများကြီးပဲအဲ့ဒါတွေကိုမမိုးရဲ့အလူစင်တော့မိုးခဏပြောတယ်မမိုးဆိုရင်ခဏတည်တယ်မမိုးအမြဲတမ်းပြောတယ်မမိုးရေးစစ်လို့မတလို့စီရင်လေစစ်လို့မတဘူးနော်အစစ်လားအတုလားကိုတေချာမသိလို့စီရင်ပတ်စံတွေမပိုးနဲ့နော်တကယ်လူချင်းလို့စီရင်မမိုးတို့နဲ့လာပြီးတော့ပူပေါင်းမမိုးတို့စီမှာဟိုမမိုးတို့ထောက်ပံ့ပေးတဲ့အဖွဲအစည်းတွေမမိုးတို့တေချာစစ်စေးတဲ့အဖွဲအစည်းတွေတေချာအစည်းဝေးတက်တဲ့အဖွဲအစည်းတွေတေချာကိုလစ်လာထားတဲ့အဖွဲအစည်းတွေဘောနော်တကယ်တိုက်မတိုက်ဥမာကိုကအတွေ့အကြုံလည်းမရှိဘူးပို့ဟုတူတာလည်းမရှိဘူးဘယ်လိုမျိုးစစ်စေးရမလဲလာပြီးတော့အကူကြီးတောင်းတဲ့အဖွဲတိုင်းမှာကိုသွားပြီးတော့တနာမယ်ကိုသွားပြီးတော့ကူညီပေးမယ်ဆိုရင်အဲ့ဒါတခုနဲ့မရဘူးပြီးတော့ကိုသိရမယ်ကိုဘယ်လိုမျိုးသူတို့စစ်စေးရမလဲဆိုတာသိရမယ်တစ်ချက်ဘယ်လိုမျိုးစစ်စေးရမလဲနှစ်ချက်ဘယ်လိုမျိုးစစ်စေးရမလဲသုံးချက်ဘယ်လိုမျိုးစစ်စေးရမလဲဆိုတာကိုတေချာသိရမယ်တစ်ခါတလေအဖွဲစေးဟုတ်တယ်တကယ်ကိုပိုင်နံပါတ်ဟုတ်တယ်စီးတယ်ဒါပေမဲ့မတိုက်ဘူးပြီးတော့တိုင်ပါပြီးတော့သူတို့အဖွဲ4ဖွဲသူတို့အဖွဲ4ယောက်5ယောက်10ယောက်နဲ့10ယောက်မပြည့်တဲ့အဖွဲသားကိုလက်နဲ့တွေကန်ပြီးတော့ကွာလိုက်ပြီးတော့လူခန္ဓာအများကြီးပဲလိုက်ပြီးတော့လူခန္ဓာအများကြီးပဲဒါပေမဲ့စစ်မတိုက်ဘူးဘယ်အဖွဲအစည်းနဲ့မှလည်းမပူပေါင်းဘူးသူများပြောလဲဘာမှနားမထောင်ဘူးပြဿနာစီးတဲ့အဖွဲတွေပေါ့နော်အဲ့ဒါကိုတတိထားပါနောက်ပြီးတော့တချို့လူလိမ်ဖွဲဆိုရင်စစ်မှန်တဲ့ PDF တွေထက်သူတို့စကားပြောတာတော်တယ်သူတို့စာကိုဖတ်မိလိုက်လို့ရှိရင်အိုးပြီးတော့အသေးဆွဲတနာလိုက်တာနော်တချို့မှာကျွန်တော်တို့စကန်ထဲမှာဘာမှမကြံတော့ဘူးကျွန်တော်တို့တိုင်းမှာဘာမှမကြံတော့ဘူးမြောက်လိုက်ဘုံကျဲလိုက်လို့ကျွန်တော်တို့မှာအသေးအတန်ဖြစ်နေတဲ့ခြေကျိုးလက်ကျိုးဖြစ်နေတဲ့မှာခြေရောင်နေတယ်လက်ရောင်နေတယ်ကုညီပေးကြပါအောင်မရဲ့မျိုးစီးဖို့ပါကအရန်ကိုပြောတတ်တယ်ပြီးတော့တေးစားပြန်တော့လေ့လာတဲ့အချိန်မှာအိုးအတုတွေအများအပြားပဲလူလိန်ကဟိုစစ်မှန်တဲ့ PDF တွေတဲ့
သူတို့စကားပြောတာတော်တယ်ပြီးတော့လေပြီးတော့အဆက်မပြလိုင်းထဲမှာ24နိုင်ရှိတယ်နော် PDF အစစ်အမှန်တွေက24နိုင်လိုင်းပေါ်မှာမအားဘူးနော်အဲ့ဒီထိတ်ထားဟိုအလူခံလိုက်တဲ့အဲ့ဒီလူလိန်ဘွဲ့လေ24နိုင်လိုင်းပေါ်မှာရှိတယ်24နိုင်ပုံနေတင်တယ်24နိုင်ပုံနေပြောင်းတယ်ပြောတော့ PDF ခေါင်းဆောင်ဖြစ်တယ်နောက်ဆုံးတော့ပြီးတော့မြေပြင်မှာတကယ်စစ်တပ်နေတဲ့ PDF တွေရဲ့ဗီဒီယိုကိုသူ download ယူသူပြန်ပြီးတော့တင်ပြီးတော့ထောက်ပို့ဒီစီမှာလိုက်ပို့မြေပြင်မှာတကယ်သေနေတဲ့ PDF ပုံကိုသူယူပြီးတော့သူများစီမှာသူလိုက်ပို့နောက်ပြီးတော့အလူခံအဲ့ဒါပြည်သူတွေကအတွေ့အကြုံမရှိဘူးစစ်စေလို့မတက်လို့စီနေတို့ငွေအလကားအရဲတဲထဲရေးတုံဖြစ်သွားမယ်ပြီတို့နော်လူမယ်ဆိုရင်မမိုးတို့ဆက်သွယ်လာပါကိုဘယ်နေရာကိုလူချင်းလဲမမိုးတို့လောက်ပြတဲ့ဒီနေဆောင်ကနော်စစ်နေရလေကရင်နီလူချင်းလားကရင်နီလူချင်းလို့စင်မမိုးတို့စီမှာပတ်စံလာအလို့ရတယ်မမိုးတို့ပို့မဲ့အဖွဲ့တဲ့ဒီကတိုက်တဲ့အဖွဲ့တွေတဲ့ပဲနော်ကိုတိုင်နာမည်နဲ့ကွန်မြူတာထောက်မယ်ဆိုရင် PDF မှာထောက်ပေးမယ်ဒါပေမဲ့အဲ့ဒီငွေကတစ်ဖွဲ့စာဖြစ်ရမယ်နော်တယောက်900 1000 200 300အဲ့လိုမျိုးပါဝင်မယ်ဆိုရင်မနိုင်မနေအလူစင်များနဲ့အဲ့လိုမျိုးထောက်ရမှာနော်ငွေတယောက်နည်းနည်းပါဝင်တဲ့အလူစင်ရဲ့ငွေတွေကိုမမိုးတို့ကတစ်ဖွဲ့စာပြည့်အောင်မမိုးတို့ကတနေရာကိုပို့ပေးမယ်အဲ့လိုမျိုးနော်ဒါပေမဲ့အလူစင်တယောက်ပဲအတုံးကြီးကြီးလာလူလို့စင်သူတို့နာမည်နဲ့ထုတ်လို့ရတယ်ဒါပေမဲ့တယောက်နည်းနည်းပါဝင်လို့စင်မမိုးနာမည်နဲ့မမိုးနဲ့အလူစင်များအဲ့လိုမျိုးကွန်မြူတာထောက်ရတာနော်အဲ့ဒါကိုနှမျောတယ်ပြီးတော့မမိုးရဲ့အလူစင်တွေလေမမိုးရဲ့ live ဆော့ကိုတို့အမြဲတမ်းပဲကြည့်တယ်ဒါပေမဲ့တခါတလေအခုတို့သိတယ်ပြီးတော့မမိုးတို့ဂိမ်းကစားတဲ့အချိန်မှာဘယ်အလူစင်ကမမိုးတို့စီမှာပတ်စံလာထည့်တယ်ဘယ်အလူစင်ကမေတ္တာစေတနာစီတယ်တနာစိတ်စီတယ်ဆိုတာတို့စောက်ကြည့်ပြီးတော့နော်အော်ဒီလူကမမိုးရဲ့အလူစင်ပဲဒီလူကလူတယ်အကူကြီးတောင်းလာလို့စင်လူတယ်အဲ့ဒါနေတို့ရဲ့ message မှာသွားပြီးတော့ဆက်သွယ်ပြီးလူလိန်အများအပြားမမိုး live လို့တဲ့အချိန်မှာတို့ထိုင်တော့ကြည့်တယ်မမိုးစီမှာတော့တခါတလေဒါ live တို့မတောင်းဘူးနော်နေတို့စီမှာတို့တောင်းတယ်မမိုးတို့ဆိုရင်တို့လာလို့မရဲပါဆိုတော့တို့စစ်စီလို့တတ်တယ်လေတို့ကအစစ်လာတူတာတို့စစ်စီတာတို့မလာဘူးနော်ငါရဲ့အလူစင်စီမှာမရဲ့ဖောစီမှာလေတို့သွားတာအများပြားမရဲ့မီစီမှာတို့သွားတာအများပြားနော်အခုမမိုးလားမေစုလားမသိမေစုဆိုရင်လည်းတို့သွားတော့ကွင်တောင်းလာမသိဘူးမမိုးရဲ့အလူစင်ကိန်းထဲမှာပန်ဝင်တဲ့လူတွေအားလုံးတို့အကောင်လုံးအဲ့ဒီ message တွေကိုတို့မှထားတယ်ပြီးတော့ message မှာတို့သွားပြီးတော့စစ်သွဲပြီးတဲ့ပုံတွေသွားပြီးတော့ပို့တယ်စာတွေသွားပြီးတော့ပို့တယ်အသံတွေသွားပြီးတော့ပို့တယ်အဲ့ဒါကိုတတိထားပါနော်အဲ့ဒါကိုတတိထားပါလို့နော်စစ်စစ်လို့မတက်လို့စရင်မမိုးနဲ့ဦးကျော်သူပဲအားလဲအင်းနေတို့က PDF တကယ်တိုက်လို့စရင်မမိုးတို့စီမှာသွားပါပြောထားနော်မမိုးတို့စီမှာသွားလို့စရင်အဖွဲ့အစည်းနာမဲ့တေချာရေးတိုက်ရင်နာမှာတေချာရေးကိုတိုက်တဲ့တိုင်းနဲ့နဲ့တေချာရေးပြီးနော်တေချာရေးတာအဲ့ဒါတို့ကိုပို့လာခိုင်းကိုစစ်စစ်လို့မတက်ဘူးစင်မမိုးတို့နဲ့ပဲအားပါအဲ့တော့တချို့မှာသွားပြီးတော့စကားပြောလိုက်လို့အလိန်ခန်းအများကြီးပဲတချို့မှမွေးရကင်ရကိုတွေမသိဘူးစစ်စစ်လို့လည်းမတတ်ဘူးနောက်ပြီးတော့ဗီဒီယိုကိုနဲ့လည်းအဲ့ဒီကိုတို့အဲ့ဒီ PDF ကိုတို့ဖုံးမဆဲရဘူးပြီးတော့ဗာလဲတချို့တခိုးတယ်မှမျက်နှာတွေပြတယ်အများကြီးပဲပြီးတော့နော်လူလိန်တွေကအဲ့ဒါမသိဘဲနဲ့ဘောင်းဝင်စစ်ထောင်ပါပို့ပေးလိုက်တဲ့တချို့မှမွေးရကင်ရကိုတွေသူတို့ယုံတယ်လေ2021သူတို့အလိန်ခန်းနဲ့2022 2023သူတို့ယုံမိလိုက်လို့နောက်ဆိုတော့အဲ့ဒီအဖွဲ့တွေကပြီးတော့အဲ့ဒီအဖွဲ့မှာအဲ့ဒီကောင်အရင်တော့ဆိုရင်ကြားပြူမှာစီးဖူးတယ်ကွာနောက်ပြီးတော့တလ2လကြားပြူမှာနှုတ်ထွက်လိုက်တယ်နှုတ်ထွက်လိုက်တော့ဘာမှမလုပ်တော့ဘူးဒါပေမဲ့အလူလိုက်ပြီးတော့ခံတယ်ဟိုသူ့ရဲ့တပ်ပုံအဟောင်းနဲ့သူလိုက်ပြီးတော့ဘန်ပြတာပေါ့ကွာသူ့ရဲ့ design တွေနဲ့သူလိုက်ပြီးတော့ဘန်ပြတယ်တေချာပြန်တော့စစ်စစ်လိုက်နေချိန်မှာကြားပြူမှာသူ့ကိုဘယ်သူမှမသိဘူးနောက်ပြီးတော့သိတဲ့လူတွေလည်းဒီကောင်ငါတို့အဖွဲ့မှာမစီးတော့ဘူးတဲ့အဲ့ဒါကိုလိုက်ပြီးတော့အလူခံတယ်အမမွေးရကိုကင်တယောက်ငွေစစ်ထောင်ပါဝင်သားတယ်တချို့မမွေးရညီမလေးလည်းဘကိုးတိုင်းက PDF ကိုကူညီတယ်လာတိုင်းပဲကူညီတယ်အဲ့ဒီလာမှာသူပက်ဆန်ကုန်သွားလို့မမိုးစီမှာတုံဖုံးဆက်လာပြီးတော့မမိုးရေကူညီပေးပါအောင်တဲ့သူ့ဘက်မှာအရေးပေါ်တယ်တဲ့မမိုးနဲ့ဦးကျော်သူတေချာပြန်တော့စစ်စစ်လိုက်တဲ့အချိန်မှာအဲ့ဒီဘကိုးတိုင်းနွားဘကိုးတိုင်းမှာလည်းမနေရဟိုထိုင်းနိုင်ငံမှာနေတယ်မအေးလူကလိန်တယ်လေအမလေးသူများတိုက်ရင်တက်ခွက်နာမယ်ကိုအကလုံးခေါ်ပြီးတော့အမလေးအဲ့ဒီမမိုးရဲ့အလူစင်ညီမလေးတယောက်လေးလာတိုင်းပဲသူပို့တယ်အဲ့ဒီကောင်သူဒါပက်ဆန်မကုန်လို့စင်အဲ့ဒီလာမှာဆိုရင်လေသူမသိရဘူးအဲ့ဒီကောင်ကလူလိန်ကောင်အဲ့ဒါပဲပြီးတော့ရေမမို့ပြောတဲ့ဒီတော်လိုင်းမှာလူရောက်မှတွေအများအပြားပဲလာပြီးတော့လှုပ်ရှားပန်းပြကြတယ်သိလားလက်နဲ့ကင်သမားလဲစီထောက်ပို့ပန်းမှာလဲစီတယ်လို့လက်နဲ့ကင်ပိုင်းမှာလဲစီတယ်အဲ့ဒါကိုစစ်စီလို့မတက်လို့စင်လေလုံးဝမလူမိစင်နဲ့စကားမပြောမိစင်နဲ့เนาะဒီဘက်မှာဆောင်ရွက်ပေးတယ်နေစုံလဲဆောင်ရွက်ပေးတယ်ကမ်ပိန်းအတွက်လဲဆောင်ရွက်ပေးတယ်တကယ်လှုပ်တဲ့အလူတွေတဲ့ပဲဆောင်ရွက်ပေးတယ်တေချာလဲစစ်စီပေးတယ်စနစ်တကျနဲ့တေချာစစ်စီပေးတယ်တချို့မှာ NUG ကတရွက်နဲ့နော် PDF ကတခုနဲ့ PDF ဘာညာနဲ့လိုက်ပြီးတော့ပို့အလူမမိုးရဲ့အလူစင်တွေရဲ့ message မှာမမိုးတိတဲ့လူတွေနဲ့မမိုးနဲ့အချိတ်ဆက်စီးတဲ့လူတွေနဲ့အကောင်လိုက်ပြီးတော့ပို့ပြီးတော့အလူခံတယ်ဟုတ်ကဲ့ပါအမရေတွေ့ပြီနော်အကိုကြီးအကိုလားမသိဘူးနော်နေရာပါရောက်ပြီးစင်ကျေးဇူးတင်ပါတယ်ဒါတော့ငွေသိနေရာပါ
နေရဒါတော့တစ်ထောင်နဲ့အလုံး1000နဲ့9000လုံးဆက်ပြီးတော့စားရမယ်အလုံးလေးတောက်ခပဲဓာတ်ပုံကပါအတွက်လဲပို့ထားတာဘန်နံပါတ်လေးအဲ့ဒီဓာတ်ပုံထဲမှာလေးဘန်နံပါတ်လေးထိုင်းဘန်ပါအော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တချို့တွေကကိုဘန်နံပါတ်ပို့ပေးတာဘန်နံပါတ်မကြည့်ပဲနဲ့တပ်ပုံသွားပြီးတော့ကြည့်တယ်ဒုက္ခပဲဘန်နံပါတ်ထဲမှာမမို့ပုံပါတယ်လေတပ်ပုံမဖြစ်လို့ပို့လာတာလေတဲ့သူတို့ကဘန်နံပါတ်လာတော့တောင်းတာဘန်နံပါတ်ပြန်ပို့တော့မဖြစ်လို့တပ်ပုံပို့လာတယ်တဲ့ဘန်နံပါတ်ကိုမကြည့်ပဲနဲ့တပ်ပုံသွားပြီးတော့ကြည့်တယ်ဒုက္ခပဲမမိုးလိုက်လို့နေတဲ့မိုးခါလေးကောက်ကိုဝင်ကြည့်လိုက်အောင်မယ်နော်ကျေးဇူးတင်ပါတယ်ညီမလေးမေစုရေကျေးဇူးတင်ပါတယ်ဟိုတခါတော့မမမူ PDF သွားပြီးတော့အကူကြီးတောင်းတယ်လူလိန်ပေါ့နော်လူလိန်အမရေအကူကြီးလိုအပ်တယ်စေးပို့လိုအပ်တယ်ဟိုဟာလိုအပ်တယ်ဘာလိုအပ်တယ်ကြီးစံလိုအပ်တယ်သူတနာလိုက်လို့မြန်မာငွေ9000လား9000လားသူပို့ပေးလိုက်တယ်ပြီးတော့အဲ့ဒီနွားဟိုလူလိန်ကောက်ဖြစ်တယ်နောက်မှပြောတယ်စစ်စီလို့မတက်လို့စင်လုံးဝမပုံမိစင်နေပြီးတော့ကိုရဲ့ငွေမြန်မာငွေလားဘတ်ငွေလားကိုတန်ဖိုးထားရမယ်ပြီးတော့တကယ်တိုက်နေတဲ့နေရာမှာရောက်ရမယ်ကိုရဲ့ငွေရအခုမတိုက်ပဲနဲ့အလုံးမရှိအကင်မရှိနော်တော်လိုင်းရဲတဲ့မှာလည်းမဟုတ်မြေပြင်မှာလည်းမဟုတ်မေအေလို့တွေကထိုင်းနိုင်ငံမှာနေပြီးတော့အခန်းကောင်းတွေငားပြီးတော့ PDF နဲ့ဟန်ဆောင်ပြီးတော့လိုက်ပြီးတော့စာတွေပို့လိုက်ပြီးတော့အလူခန်းအောင်မလေးနော်ဟိုတစ်ခါတော့ဘလောက်ဆိုးလဲဆိုတာလိုက်ပြီးတော့အလူခန်းမျက်နှာလဲချောတယ်လေပြီးတော့ကြည့်တဲ့ပုံစံမဲဆောက်မှာလားထိုင်းနိုင်ငံမှာလားမသိဘူးခွန်ဒိုနဲ့နေပြီးတော့ကွာအဲ့ဒီကရင်မလေးတွေတချို့မှအားတယ်လေအားတော့လူချောတွေလဲကြိုက်တယ်လေကရင်မလေးစီမှာဖုံးဆဲပြီးတော့လာတိုင်းသွားပြီးတော့အကွင်တောင်းကရင်မလေးလည်းပတ်စံစီးတဲ့အချိန်မှာသူ့စီမှာ4000 5000ပို့နောက်ပြီးတော့ကြာလာတော့ကရင်မလေးကသူ့ကိုပေးလို့မနိုင်တော့ဘူးပေးလို့မနိုင်တော့တဲ့အချိန်မှာအဲ့ဒီကြားထဲမှာကရင်မလေးစီမှာလာတိုင်းသွားပြီးတော့ပတ်စံတောင်းတယ်ပြီးတော့ကရင်မလေးနဲ့စကားရီးစားစကားတွေပြောတယ် PDF နဲ့ဟန်ဆောင်ပြီးတော့ပေါ့နော်နောက်ပြီးတော့ဗာလဲမကဘူးစကားပြောတာမကဘူးတို့ကရင်မလေးစကားပြောနေတဲ့အချိန်မှာသူ့ရဲ့လီကိုပေါ့နော်သူပြတယ်ပြီးတော့သူဝင်ထုတယ်ကွာကရင်မလေးကဆက်တယ်ပေါ့နော်နေပါတယ်လောက်နေအဲ့ဒီအချိန်မှာ तू ကဗီဒီယိုရိုက်ထားတယ်သူဘာတွေလောက်ထားလဲဆိုတာအဲ့ဒီဗီဒီယို तू တိုင်းတာပြီးတော့တနေ့ကျရင်ကရင်မလေးကသူ့ကိုပတ်စံမပေးတော့တဲ့အချိန်မထောက်ပံ့ပေးတော့တဲ့အချိန်အဲ့ဒီဗီဒီယိုကရင်မလေးကို तू ချိန်ချောင်းမယ်အဲ့လိုမျိုးပေါ့နော်ကရင်မလေးကို तू ချိန်ချောင်းမယ်အဲ့ဒီဗီဒီယိုနဲ့နင်းရဲ့မိသားစုတွေနင်းရဲ့တငယ်ချင်းတွေငါအကောင်လုံး friend အားထားကုန်ပြီတဲ့အဲ့ဒီချိန်မှာ तू ပြန်တောင်းတာ2000ဘနော်ကရင်မလေးကသူ့ကိုပေးဖို့2000ဘမရှိလို့စရင်သူ့ကို तू PDF ပေါ့နော် तू အဲ့ဒီဗီဒီယိုကိုကရင်မလေးမျက်နှာနဲ့သူ့ရဲ့ဟာကို तू ကလိုက်ပြီးတော့ပို့မှာပေါ့သူများတွေစီမှာအဲ့ဒီကောင်မလေးလေအဲ့ဒီညီမလေးကရင်မလေးက तू ကဘာလဲစိတ်တွေပူပြီးတော့ချောက်ပြီးတော့ပေါ့နော် तू ဘယ်လိုလုပ်မလဲသူ့အဖေနဲ့ तू သွားပြီးတော့စကားပြောတယ် तू ကအဆက်ကွဲမှာ तू ကြောက်တယ်လေ तू ပြောတယ်သူ့ဘက်ကလည်းဘာမှမပြရဘူးဘာမှလည်းမတောင်းဆိုရဘူးနေနဲ့စကားပြောတယ်အဲ့ဒီမေလိုကလီပြသွားတာအဲ့လိုမျိုးပေါ့နော်မမိုးနဲ့ तू လာပြီးတော့တိုင်မယ်ရတယ်လေမမိုးပြောတယ်အဲ့ဒီဗီဒီယိုစီးလားစီးတယ်လို့ तू ညီမစီမှာပို့လာပြီးတော့ तू ချိန်ချတာပေါ့နော် okay ပို့လာခဲ့လို့မမိုးပြောတာပို့လာခဲ့သူ့ရဲ့မျက်နှာပါပေါ်တယ်ဟုတ်မျက်နှာစီးတယ်ကရင်မလေးလည်းအဲ့ဒီ PD အဲ့ဒီမေလိုလူလိန်ကောင်ရဲ့မျက်နှာရောသူ့ရဲ့ဟာတွေရောပို့လာတဲ့အချိန်မှာမမိုး live စော်တဲ့မှာချပြလိုက်တာမမိုးပြောတယ်နေဘာမှဆက်ဆရာမလို့ဘာကြောက်စတော့တိလားနေရစပတ်နေမပြဘူးသူ့ကိုလည်းနေမတောင်းရဘူးနေကကောင်းမဖြူနေစကားကောင်းမစကားဖြူစင်းနဲ့ပြောတဲ့အချိန်မှာဗီဒီယိုခိုးထဲမှာပေါ့နော်သူ့ဘက်ကပဲလန်တယ်သူ့ဘက်ကပဲလောက်တယ်သူပဲဆောက်ဆက်ကွဲရမှာပေါ့ကိုဆောက်ဆက်ကွဲစရာမလိုဘူး तू တောင်းလာလဲကိုပေးစရာမလိုဘူးပြီးတော့လဲ तू က PDF ဆေးမှလည်းဒီမျိုးရောက်มาတယ်လေရောက်มาတယ်ပြီးတော့ရောက်มาတယ်အရန်ကိုရောက်มาတယ်ဟိုညစ်ပါတယ်မမိုးချပြလိုက်တာအစတော့မမိုးဗာလဲမမိုးမတင်ခင်မှာအဲ့ဒီမေလိုကလေအဲ့ဒီကရင်မလေးကသူ့တော့ပြောတယ်မမိုးကနေအကြောင်းဖော်တော့မှာပေါ့နော်သူ့တန်းနဲ့ဒီမမိုးပို့လာပြမမိုးရေတောင်းမှမှာတော့ကျွန်တော်မျက်နှာမပြနိုင်မမိုးဘာညာမရတော့ဘူးအဲ့လိုမျိုးရောက်မှလို့ဆိုရင်မမိုးကလုံးချပြတာဒါပေမဲ့သူ့ရဲ့ဟာတော့မမိုးပြတဲ့အချိန်မှာမမိုးစတေကာနဲ့ပိတ်လိုက်တယ် live ဆော်မှာလည်းတင်တယ် TikTok မှာလည်းတင်တယ်အဲ့ဒီမေလိုကနော်အဲ့ဒီလိုမျိုးကောင်းတွေကိုလေကိုယ်ချိန်ချောက်လို့ဆိုရင်ကြောက်စရာမလိုဘူးပြီတို့နော်ဘာလို့ဆိုတော့ကိုယ့်ဘက်ကလည်း no တွေပြန်တော့ပြတာစပတ်တွေပြန်တော့ပြတာမရှိဘူးလေကိုရိုးသားနဲ့စကားနဲ့သူ့ဟာသူနဲ့သူလန်ပြီးတော့သူဗီဒီယိုရိုက်ထားတယ်
နောက်ပြီးတော့ပြန်ပြီးတော့ချိန်ချောက်တယ်ငါတောင်းတဲ့နှစ်တောင်းမပေးလို့ဆိုရင်နေ့ကိုငါစောက်ဆက်ခွဲမှာတဲ့အဲ့လိုမျိုးနောက်ပြီးတော့ဟိုသူများစီးတဲ့သူငယ်ချင်းတွေအားလုံးသူလိုက်ပြီးတော့အားတယ်ပြီးတော့အဲ့ဒီဗီဒီယိုနဲ့သူများစောက်ဆက်ခွဲအောင်ပေါ့နော်သူလိုက်ပြီးတော့ပို့တယ်အဲ့လိုမျိုးမမိုးလဲโอเคရတယ်လေနေလဲနေမျက်နှာပါတယ်နေလီးပါတယ်ဆိုတော့ဘသူကစောက်ဆက်ခွဲမလို့ဆိုစောက်ကြည့်လိုက်မမိုးလဲလှုပ်ထဲလိုက်တာမအေးလို့အခုတိပြောက်သွားတာပဲခွေးမသားအဲ့ဒါပြီးတော့အဲ့ဒါတတိထားပါနော်မျက်နှာချောချောလေးလှလှလေးမြင်ပြီးတော့ PDF စစ်အမယ်လို့မတင်လိုက်နဲ့နော်အဲ့ဒါကိုပြောတယ်တော်လိုင်းရေးလောက်တယ်ဆိုတာနာဘူးတွေမကြနဲ့တဏ္ဍစိတ်တွေမစီးနဲ့နော်ပြီးတော့ဟိုမျက်နှာချောတယ်ကွာစကားကောင်းတယ်ကွာစကားကြွယ်တယ်ကွာသွားပြီးတော့မဆွဲလန်းမိစေနဲ့သူတို့ရဲ့ဟိုနော်သွားပြီးတော့မဆွဲလန်းမိစေနဲ့တော်လိုင်းရေးကဒီလိုမျိုးသွားပြီးတော့ဆွဲလန်းလို့စင်ပုတ်ကိုဆွဲလို့စင်ဘယ်တော့မှနိုင်မှာမဟုတ်ဘူးနော်အကြောင်းအဖွဲ့အစည်းတွေဆွဲတာမျက်နှာချောမျက်နှာလှလို့သွားပြီးတော့ဆွဲလန်းတာမရဘူးပြီးတော့တိုက်တကယ်တိုက်တဲ့နေရာမှာတကယ်တိုက်တဲ့အဖွဲ့အစည်းတွေပဲငါတို့ထောက်ပံ့ပေးရမယ်မျက်နှာချောပြီးတော့စင်မတိုက်လို့စင်အလကားပဲနော်အဲ့ကြောင့်ကိုယ့်ရဲ့ပတ်စံကိုထောက်ပံ့ပေးတော့မယ်ဆိုရင်ကိုကြည့်ပြီးတော့ကိုစဉ်းစားငါရဲ့ငွေဒီငါထောက်ပံ့လိုက်ပြီဆိုရင်နိုင်ငံအတွက်အကျိုးစီးရမယ်မျိုးဆက်သည့်အတွက်အကောင်းကျိုးရရမယ်နော်တော်နိုင်ရေးအတွက်နိုင်ဖို့နော်အကျိုးစီးရမယ်အဲ့ဒါမျိုးပေါ့နော်အင်အားစီးရမယ်အဲ့ဒါကိုသွားပြီးတော့ထောက်ပံ့ပေးပါနော်ချောတယ်လှတယ်အပြောကောင်းတယ်ပြောရတော့ဟိုမိုးပေါ်မှာလောက်ရကောစပ်ပပဲအဲ့လိုမျိုးဖွဲ့စီတွေသွားပြီးတော့ထောက်ပံ့ပေးစရာမလိုဘူးထောက်ပံ့ပေးလို့စင်ဘာမှမရဘူးနေတာမြဘလောက်ပဲအပြောကောင်းငကားဘလောက်ပဲအပြောကောင်းစေးတိုးလာဘယ်နေရာသိမ်းလို့ရလဲပြောမယ်နော်ပြီးတော့ဒီຫນွေဥတော်လန်ရေးထဲမှာနော်အလူငွေအရဆုံးအများ PDF ထဲမှာနော်အလူငွေမြန်မာပြည်သူလူထုတိုင်းရင်းသားအားလုံးတွေရဲ့နော်ငွေရတာတဲ့ PDF အဖွဲ့ဆိုရင်ငကားအဖွဲ့ပဲငကားဆိုရင်ကဘာပေါ်မှာစီးတဲ့မြန်မာပြည်သူပြည်သားအားလုံးနိုင်ငံပေါင်းများစွာကိုနော်ငကားကိုထောက်ပံ့တယ်ဒေါ်လာ4သိန်းငကားအရက်နဲ့ပဲစားတယ်ငကားအလူခံတာလေဒေါ်လာ4သိန်းအရက်နဲ့ပဲငကားရသွားတယ် NUG ဖွဲ့လာမှမို့လို့ဖွဲ့တစ်ခါမှမရဘူးဒေါ်လာအသိန်းနဲ့ပြီးတော့နော်အခုငကားအဲ့ဒီအချိန်မှာသူနာမည်ကြော်တဲ့အချိန်မှာအရက်ပိုင်းနဲ့ပဲနော်ဒေါ်လာ4သိန်းသူရသွားတယ်အဲ့ဒါကြံတဲ့ဘာငွေတွေဟိုငွေတွေဒီငွေတွေဟိုနိုင်ငံငွေတွေမရှိသေးဘူးနော်မပေါင်းရသေးဘူးနော်မပေါင်းရသေးဘူးငကားရတာအများအပြားပဲပြီးတော့ဒါပေမဲ့ငကားရသွားတဲ့ငွေအများအပြားဘီလီယံပေါင်းများစွာတခြား PDF နဲ့သူပြန်တော့ဝေလာသူဝေပေးလားသူပြန်တော့ကူညီတာလုံးဝမရှိဘူးသူရဲ့တန့်ရင်ကိုပဲသူပြန်တော့ထူထောင်တယ်သူရဲ့တန့်ရင်ကိုပဲသူပြန်တော့ထောက်ပံ့တယ်အဲ့ဒါပဲနော်ပြီးတော့ကရင်စစ်သားဘက်ကဆိုရင်နေသားမြနော်တချို့ကရင်စစ်သားတွေဆိုရင်ရမယ်ဆိုရင်ကရင်လူမျိုးစီမှာပဲအများပြသူတို့ရမယ်ဒါပေမဲ့နေသားမြဆိုရင်တိုင်းရင်းသားအားလုံးနော်ကချင်ကရကင်ချင်းမမြန်မာရခိုင်ဆိုင်နောက်ပြီးတော့နိုင်ငံအလုံးပေါင်းများစွာနေသားမြလိုက်ပြီးတော့စီယုံတယ်လိုက်ပြီးတော့အလူခံတယ်နေသားမြရတဲ့ငွေပမာဏအများပြမယ်သူသာမလိန်စားမညာစားဘူးဆိုရင်အဲ့ဒီငွေပမာဏကကရင်ပြည်နယ်ကိုသူတင်လို့ရတယ်နေသားမြဒါပေမဲ့နေသားမြရတဲ့ငွေတိုင်းသူ့ရဲ့တပည့်တွေလည်းမတိုးလာသလိုသူ့ရဲ့တပည့်တွေလည်းပြန်တော့ခွဲထွက်တယ်ဘာကြောင့်ခွဲထွက်တာလဲဆိုတာသူနဲ့နေတာဘာမှမရဘူးလေလက်နဲ့ခင်ရလည်းမရဘူးစစ်ဖြစ်လာပြီးဆိုရင်ထောက်ဖို့စီမှာပြန်တော့တောင်းရတယ်နေသားမြဘာမှမထောက်ပံ့ဘူးရတဲ့ငွေအများအပြားအဲ့ဒါပဲပြီးတော့နော်လက်တွေးကြကြကြောင်းမှာပောက်ကိုမဆွဲပဲနဲ့နော်အမှန်တရားကိုကြည့်ပြီးတော့စုံဖြတ်ပါလက်တွေးကြကြတိုက်တဲ့သူကဘယ်သူလဲနော်အမှန်တရားဆိုတာကျက်ဆိုတာထောက်ပံ့ငွေရတာအများပြားဘာဖြစ်လို့စိတ်မတိုးတာလဲဘာဖြစ်လို့မြို့တွေဘာတွေမသိမ်းတာလဲဘာဖြစ်လို့မတိုက်တာလဲဟုတ်လားအဲ့ဒါပဲအဲ့ဒါငွေရသူတို့စီးပွားရေးအတွက်ဖြစ်သွားလို့ပြီးတော့စီးပွားရေးပြန်တော့လှုပ်လိုက်လို့သူတို့ပြန်တော့စားလည်းမိကိုကျိုးအတွက်မိသားစုအတွက်ဖြစ်သွားလို့နော်အဲ့ကြောင့်မမောကလေပုတ်ကိုမဆွဲပဲနဲ့နေသားမြတ်မကောင်းလို့စင်မမို့ပြန်တော့နောက်ဆုတ်တယ် KNU မပြတ်သားလို့စင်မမို့ပြန်တော့နောက်ဆုတ်တယ်သူတို့နဲ့ဆက်ပြီးတော့လက်မတွဲဘူးမမို့တို့လောက်တာပုတ်ကိုရေးအတွက်မဟုတ်ဘူးโอเคပုတ်ကိုရေးအတွက်ပုတ်ကိုဆွဲအတွက်ကရင်မကရင်အဲ့လိုမျိုးမဟုတ်ဘူးပြီးတော့မမို့တို့လောက်တာအများအတွက်လို့မြောက်ဖို့တနိုင်ငံလုံးအတွက်လို့မြောက်ဖို့အာနာစင်ကြဆုံးဖို့လောက်တဲ့အတွက်ကြောင့်မမို့ကတိုက်တဲ့အဖွဲ့အစည်းကိုပဲရွေးချယ်ပြီးတော့မမို့တို့ကထောက်ပံ့ပေးတာအဲ့ဒီပြည်သူလူထုရဲ့ငွေကနော်ဒါပေမဲ့မမို့ကိုလိန်စားညာစားတဲ့အဖွဲ့ဆိုရင်လည်းမမို့အလကားမထားဘူးမမို့ကလုံးဖော်တာသူတို့အကြောင်းသူတို့တမိုင်းအမှန်တရားမမို့ကလုံးချပြတာမမို့လုံးဝမကာကွယ်ပေးဘူးနော်မားတာလောက်တဲ့လူမမို့မကာကွယ်ပေးဘူးစင်โอเคမားတဲ့လူကအဖိုးကြီးဖြစ်မလားလူငယ်ဖြစ်မလားဘလောက်ပဲရတူစီမားလို့စင်မားတယ်လို့ပဲမမို့ပြောမယ်အဲ့ဒါမမို့ရဲ့စိတ်ဓာတ်ပဲโอเคနော်ငကားတော့ကလည်းမမို့သူ့ရဲ့တနက်အကြီးစားလာပါကြီးစားမို့လူခံပေးလိုက်တာဘငွေ6သိန်းချက်ချင်းပို့တယ်လတိုင်းလဲပို့နော်ဘာဆိုရင်2တန်းကျော်3တန်းလောက်စီမယ်ငကားနဲ့သူ့ရဲ့ PDF ဖွဲ့တွေကလောက်ပေးတာအမလေးတည်င်းကောင်းဘာမှပြန်မကြောက်မအေးလူကသွေးခွဲစကားတွေပဲပြန်တော့ပြောနော်အခုထိပြဿနာတဲ့မေးလို့ရလောက်ရကြောင်းငါရဲ့အလူစင်နဲ့ငါနဲ့ပြန်တော့ရံဖြစ်
အဖွဲသားတွေကွဲထောက်ပို့တွေကွဲပြည်သူတွေကွဲနှချမ်းကွဲအေးလို့ငကားလို့ရကြောင်းသူတခင်တော့အမြဲတမ်းတွန်လိုက်မှမရှိဘူးပျောက်လိုက်ပေါ်လိုက်ပျောက်လိုက်ပေါ်လာလိုက်ပျောက်လိုက်ပေါ်လာလိုက်ဟိုတခါတော့တနေ့ကျော်သူပျောက်သွားတယ်ပြန်လာတော့ပြဿနာကြီးကြီးကျတဲ့ပြဿနာတဲ့ငွေတွေရတာအများပြားလက်နဲ့ခရမ်းတွေသူများထောက်ပံ့ပေးတာအများပြားဘာမှအလုပ်မဖြစ်လာဘူးမင်္ဂလာပါရှင်အဆွမ်းလာဆိုင်ခမင်းတွေလည်းအကုန်လုံးမတက်ဘူးနော်ပနဘဝင်လာတဲ့လူတွေရဲ့နံပါတ်ငိန်တာပဲဟေးငိန်တာပဲအရန်ငိန်တယ်အဲ့ဒါတွေးတဲ့အတိုင်းပဲနော်မမိုးတို့ရဲ့ထောက်ပိုးတွေလည်းလာပြီးတော့အထင်မကြီးပါနဲ့နော်လာတောင်းတဲ့အဖွဲအစီကတော့အဖွဲ40 50တနေ့အလူစင်ကတော့တနေ့ရောက်40 50မရှိဘူးစင်နေ့ပိုင်းမှာဆိုရင်3ယောက်4ယောက်ပေါ်လာမယ်ညပိုင်းမှာဆိုရင်အများဆုံးအယောက်30ထဲမှာလဲနိုင်တဲ့လောက်ထည့်တဲ့လူတွေတယောက်တစ်လုံးနှလုံးပေါ့နော်တစ်လုံးလဲစီနှလုံးလဲစီ3လုံးလဲစီအဲ့လိုမျိုးအဆွမ်းလာဆိုင်နော်ရေအဆွမ်းလာဆိုင်ထိုင်ပြီးတော့အလူခန္ဓာတဏှာရည်စီးပြီးနော်အလူစင်တယောက်ပဲပေါ်လာသေးတဲ့နေရာပါအဲ့ဒါပဲကြည့်နော်Messenger မှာကြည့်လိုက်လို့ရှိရင်လာတောင်းတဲ့အကူညီလာတောင်းတဲ့ PDF အဖွဲ့စီရရောက်40အဖွဲ့50 40 50လောက်ရှိတယ်အဲ့ဒါပဲကြည့်လိုက်တော့နော်အကူညီတောင်းတဲ့လူကများဘယ်လောက်များလဲဆိုတာလာလူပေးတဲ့သူကတော့နံပါတ်နည်းနည်းလေးပဲနော်အဲ့ဒါပဲကြည့်နော်ပြီးတော့ရေအဲ့ဒါမစူးစမ်းပေးတာမဟုတ်ဘူးနော်စောက်ဖဲမလုပ်တာမဟုတ်ဘူးပြစ်ထားတာမဟုတ်ဘူးနော်မမိုးတို့ဘက်ကလည်းနိုင်တယ်လို့ပဲအလူငွေအဲ့လောက်ဝင်လို့ရှိရင်မမိုးတို့ဘက်ကဘယ်လိုမျိုးတနေ့ဆိုရင်4ဖွဲ့5ဖွဲ့3ဖွဲ့လက်ခံလို့နိုင်မလဲပြီးတော့အလူငွေအဲ့လောက်တချို့အလူငွေဝင်လာတာတစ်ဖွဲ့စာတော့မှမရဘူးအဲ့တော့မိုးတို့ဘက်ကအလူငွေမရဘဲနဲ့ဘယ်လိုမျိုးအဲ့ဒီ PDF တွေကိုတတိပေးလို့ရဲမှာလဲအေးနေတို့အကူညီပေးမယ်နေတို့စစ်ပေးမယ်နေတို့ထောက်ပံ့ပေးမယ်မမိုးတတိပေးလို့မရဲဘူးစင်နော်အဲ့ကြောင့်အများအပြားမမိုးဒီလိုမျိုးပဲဝင်လာလို့ရှိရင်လာပြီးတော့ခွင်တောင်းတော့မမိုးဒီလိုမျိုးပဲကြည့်လိုက်တော့တယ်မမိုးဘက်ကငွေအင်အားမရှိဘူးလေဟုတ်လားအဲ့လောက်ပဲစီးလို့ရှိရင်အဲ့လောက်ပဲကိုလက်ခံလို့ရတယ်တို့ဘက်ကဘလောက်ပဲလာပြီးတော့အကူညီတောင်းတာပဲမြန်မာမိုးဘက်ကငွေရအောင်လောက်ပဲစီးလို့စီးမမိုးအများကြီးလက်ခံလို့မရဘူးနောက်မိုးလက်ခံလိုက်ပြီးမမိုးဥကြုံသူလင်းကိုချပေးလိုက်ပြီးလဲဥကြုံသူစီမှာတို့သွားလို့ရှိရင်တို့မီးရထားလို့မျိုးပဲစိတ်မယ်ဥကြုံသူဘက်ကလည်းမမိုးစီမှာအလူငွေမရလို့ရှိရင်သူလည်းဘယ်လိုမျိုးထောက်ပံ့ပေးမလဲဒီ PDF တွေမမိုးပြောပြထားပြီးတော့17လပန်တော့စစ်ထားတဲ့တချို့အဖွဲ့တွေအကောင်လုံးမကူညီရသေးဘူးအများကြီးပဲကြံသေးတယ်ငွေမလောက်ဘူးလေပြီးတော့ငွေမလောက်ဘူးအဲ့ဒါကိုကြားတဲ့ပြည်သူလူထုတွေလည်းနည်းနည်းစဉ်းစားပေးပါပေါ့နော်အဲ့ဒါမှမဟုတ်တကယ်ပြောတာပြီးတော့မတို့ Messenger မှာဆိုရင် Messenger အများမို့ Messenger အလုံး30လောက်ရှိမယ်ဘယ်ကောက်ပဲဝင်ကြည့်အကူညီလာတောင်းတဲ့အဖွဲစီတွေအများပြားမမို့ရဲ့ Facebook ထဲမှာရောမမို့ရဲ့ page ထဲမှာရောအဲ့ဒါမှမဟုတ်ဆိုရင်အောက်ကပြောရမယ်ဆိုရင်နည်းသေးတာပေါ့နော်ဥကြော်သူဆိုရင်မမို့ဘက်ကလည်းပို့တနေ့ဆိုရင်3ဖွဲ့4ဖွဲ့သူ့ကို link သွားပြီးတော့လာချပေးတယ်ပြီးတော့ဘယ်လိုရမလဲဥကြော်သူရဲ့ link ပေါ့နော် PDF ကိုချပေးတယ်နောက်သူတို့ကဥကြော်သူစီမှာပြန်တော့ဆက်သွယ်ဥကြော်သူလည်းဘာတွေလုပ်လို့ရမလဲဥကြော်သူကမမိုးတို့ထောက်ဖို့ဒီမှာပဲလူငွေရမှလေသူစစ်ပေးတဲ့အဖွဲတွေရမယ်လေဟုတ်လားသူစစ်ပေးတဲ့အဖွဲတွေတကယ်တိုက်တကယ်လုပ်တဲ့အဖွဲတွေကရမယ်ဒါပေမဲ့မိုးတို့ထောက်ဖို့တွေမပို့လို့စင်အဲ့ဒီ PDF တွေဒီမျိုးပဲစောင့်နေရတယ်တပပြီးတလလိုမျိုးပဲစောင့်ရတယ်နော်အဲကြောင့်ဒါပေမဲ့လာတိုင်တော့ကူညီတယ်လာတိုင်တော့မိုးတို့အဖွဲ50အဖွဲအများကြီးများလေအဖွဲ50တစ်ဖွဲ56ဖွဲတော့ရအောင်ကူညီတယ်အဲ့ဒီကူညီလိုက်တဲ့အဖွဲတွေကိုလည်းဝင်ကြည့်လိုက်ပါမတိုင်တွေတင်ပေးတယ်နော်မိုးဝင်ထက်ကမှဝင်ကြည့်လိုက်
တချို့အဖွဲတွေကတတက်ရင်ပဲလိုက်ပြီးတော့အလူခံတာ3ယောက်โอเคလိုက်ပြီးတော့အလူခံတာ3ယောက်တယောက်လာပြီးတော့အကူကြီးတောင်းလိုက်တယ်မမိုးရဲ့ဦးကျော်သူကထောက်ပံ့ပေးလိုက်တယ်ကျန်တဲ့2ယောက်တော့မသိဘူးသူ့ရဲ့သူငယ်ချင်းလာပြီးတော့အလူခံလိုက်ပြီမမိုးတို့စီမှာပြန်လာတယ်ဦးကျော်သူပြန်တော့စစ်စစ်တဲ့အချိန်မှာတစ်ဖွဲတည်းပဲဖြစ်သွားတယ်အဲ့ဒီလမှာသူတို့ရဲ့ဖွဲရသွားပြီဒါပေမဲ့သူတို့လိုက်ပြီးတော့အလူခံတာ3ယောက်4ယောက်ရှိတယ်တတက်ရင်ဆိုရင် PDF 4ယောက်5ယောက်လိုက်ပြီးတော့အလူခံတယ်နော်အမျိုးမျိုးပဲပြီးတော့ရေနောက်ပြီးတော့မကောက်တချို့အကျင့်စောက်ကျင့်မကောင်းတဲ့တချို့ PDF တွေကဗာလဲမမိုးနာမယ်ပြအောင်မမိုးရဲ့အလူစင်တွေစီမှာမမိုးတိတဲ့လူတွေစီမှာသွားပြီးတော့ဗာလဲစာတွေပို့တယ်မမိုးကကျွန်တော်တို့ကိုပြစ်ထားတယ်ကျွန်တော်တို့ကိုစောက်ဖြူမဆိုင်ဘူးတဲ့ဘာညာအဲ့လိုမျိုးလိုက်ပြီးတော့ပြောတဲ့ကောင်တွေကို screen shot ရိုက်ပြီးတော့မမိုးစီမှာပို့လာခဲ့ပါနော်အဲ့ဒီကောင်တွေရဲ့တိုင်ရင်တက်ခွဲနာမယ်သူတို့ရဲ့အဖွဲ့စီနာမယ်ကိုမမိုးတို့တေချာပြန်တော့စစ်စီမယ်နော်သူတို့ရလားမရလားမမိုးပြောနေအ ਨੇ စုမရတာတော့နဲပြီးတော့မမိုးတလကူညီပေးတဲ့အဖွဲ့စီပေါင်းများစွာပဲဒီတောင်းနှစ်အကျော်တွင်းထဲမှာဆိုရင်အဖွဲ့900ကျော်မမိုးတို့ကူညီလိုက်ပြီအဖွဲ့900ကျော်နော် PDF တွေအဖွဲ့1000ကျော်လောက်ရှိမယ်ကွာနော်မမိုးတို့ကူညီပေးတဲ့အဖွဲ့တွေက900ကျော်လောက်ရှိပြီအမြဲတမ်းတိုက်တဲ့အဖွဲ့တော့မိုးတို့စီမှာအမြဲတမ်းရတယ်အမြဲတမ်းမတိုက်လို့ရှိရင်အမြဲတမ်းမရဘူးနော်အဲ့ဒါကိုအဲ့လိုမျိုးသွားပြီးတော့မမိုးနာမည်ကိုလိုက်ပြီးတော့ဖျက်တဲ့လူတွေမမိုးရဲ့အလူစင်မမိုးကူညီတော့ပြစင်နော်သူတို့ရဲ့အကောင့်နာမည်တပ်ပုံရိုက်ပြပါပြီးတော့သူတို့ရဲ့တိုက်ရင်တက်ခွဲအဖွဲ့စီနာမည်ကိုတေချာရိုက်ပြီးတော့တေချာမေးပြီးတော့ screen shot ရိုက်ပြီးတော့မမိုးစီမှာပို့လာခဲ့ပါနော်မမိုးဘက်ကပြန်တော့ဆေးမယ်နော်ဟိုတခါတော့အဲ့ဒီကောင်နာမည်ကဗာလဲဟို SO လားလော်ဆိုလားအဲ့ဒီကောင်ကဟိုကရင်နီပဲမှာမမိုးတို့စီမှာအကူကြီးတောင်းတာမမိုးတို့ပေးတာတလမကြသေးဘူးတလမပြီးသေးဘူးသူတို့စီမှာကောင်မတန်ပြန်မရလာသေးဘူးရင်လေးရင်စီမှာသွားတိုင်တယ်ကိုမရင်လေးရင်မမိုးတော့ပြောပေးပါအောင်နော်ကျွန်တော်တို့အဖွဲ့အကူကြီးပေးပါတဲ့ဟာတော့ပြောတာမရင်လေးရင်လည်းပတ်စာမိုးရေးချစ်ပေးပါအောင်လူပေးပါအောင်ကလေးတွေကိုဒီမပြစ်ထားနဲ့ဟမ်ဘာပြစ်ထားတာလဲအဲ့ဒီကောင်ရဲ့အကောက်ကိုပို့လာပေးပါမရင်လေးသူ့ကိုခေါ်တယ်သူတပ်ပုံရိုက်ပြီးတော့ပို့လာပေးတယ်ဦးကျော်သူစီမှာပို့လိုက်တဲ့အချိန်မှာဦးကျော်သူအကောင်လုံးစကလစ်ဆော့ပြန်တော့ရရသမီးရေဒီမှာဒီနေ့မှာသူနဲ့စကားပြောတယ်ဒီနေ့မှာသူ့စီကိုပတ်စံပို့တယ်အခုကြည့်တပကြော်ပဲနော်သူတို့စီမှာမတန်မမိုးတို့ပို့လိုက်တဲ့ငွေရမတန်သူမပြန်ပို့လာသေးဘူးရင်လေးရင်စီမှာအမနာမယ်ပြောင်းသူကပြောတယ်သူနစရချင်တယ်လေမမိုးတို့စီမှာအဲ့ဒီ PDF ကမမိုးတို့စီမှာနှခါသူရချင်တယ်အဲ့လိုမျိုးသူလောက်လိုက်လို့လေဦးကျော်သူလည်းသူ့ကို block လိုက်တယ်မမိုးလည်းသူ့ကို block လိုက်စောက်ကြည့်မကောင်းဘူးလေလုံးဝမကူညီတော့ဘူး cancel blockနော်အဲ့ဒီမတန်လဲတောင်စီးတဲ့သူ့ရဲ့တိုက်ရင်မှာဘယ်မှမလို့ပြန်တော့ဆက်သွယ်ပြီးတော့ပြန်ပြီးတော့တောင်းလိုက်တယ်အဲ့ဒီမတန် block တယ်ဒီလိုမျိုးလာပြီးတော့မလုပ်နဲ့နော်သူတို့တွေကတချို့တွေကဟိုအကြောင်းမမို့ပါကြောင်း NUG ကိုနားလဲပေးရတာလဲဆိုတော့အများအပြား NUG စီမှာအကူညီရတဲ့အဖွဲ့တွေဆိုရင်ကောင်းတယ်အဖွဲ့မရလို့ရှိရင် NUG နာမည်ပြအောင်သူတို့လိုက်ပြီးတော့လုပ်တယ်နော်တော်လန်ရေးစိတ်ဓာတ်တကယ်စီးတဲ့သူတကယ်တော်လန်ရေးတကယ်လုပ်တဲ့သူကဒီလိုမျိုးကိုယ့်ရဲ့တော်လန်ရေးသမားချင်းချင်းလိုက်ပြီးတော့နာမည်မဖြစ်ဘူးတကယ်လုံနေတဲ့သူတွေပေါ့နော်အဲ့ဒါမမို့ဘက်ကလည်းမစ조사ပေးတာလည်းမဟုတ်ဘူးမကူညီပေးတာလည်းမဟုတ်ဘူးမထောက်ပံ့ပေးတာလည်းမဟုတ်ဘူးကိုယ့်အဖွဲ့မရလို့စင်လည်းသူများအဖွဲ့ရတယ်ကွာတိုက်နေတဲ့ကိုယ့်ရဲ့အဖွဲ့မရလို့စင်သူများအဖွဲ့ရလို့စင်ကိုဗာလဲဝမ်းသာပေးရမယ်လေဟုတ်လားနော်အဖွဲ့100စီတယ်မမို့စီမှာအဖွဲ့100လာတောင်းတယ်အဖွဲ့100မမို့ပေးရမယ်ဆိုရင်မမို့ငွေမလောက်ဘူးလေမမို့ရဲ့ငွေကနေစုံဆိုရင်အဖွဲ့90ကျော်ပဲရမယ်လေပြီးတော့ campaign ဆိုရင်တက်မမို့လောက်ရတယ်အခုဘိုးရဲ့ဇေဝမျိုးစိတ်တိုက်ပွဲတက်မမို့လောက်ရတယ်အဲ့လိုမျိုးမမို့လိုက်ပြီးတော့စားမယ်ဆိုရင်တို့သေအောင်စားလိုက်လဲဘာမှလုပ်လို့မရမမို့တို့ဘာမှလုပ်လို့မရဘူးနော်ရတဲ့အဖွဲဆိုရင်ကောင်းတယ်မရတဲ့အဖွဲငါမမို့တို့နာမည်လိုက်ပြီးတော့ဖြတ်မယ်ဆိုရင်ဖြတ်လို့ရတယ်လေတို့ဘာနဲ့လိုက်ပြီးတော့ဖြတ်မယ်တို့ဘာတက်တေထောက်ထားနေစီလေငါတို့ဘက်ကတက်တေထောက်ထားစီတယ်နော်ငါလူခံတယ်ငါလာတိုင်ပို့တယ်ငါလာတိုင်မဲ့လူတယ်ငါလာတိုင်မဲ့ထောက်ပံ့ပေးတယ်ငါထောက်ပံ့ပေးတဲ့အဖွဲစီလည်းတကယ်အစိမ့်မှန်ဖြစ်တယ်တကယ်တိုက်တဲ့အဖွဲစီတွေဖြစ်တယ်နော်အကောင်လုံးအဖွဲအားလုံးမရလို့မရတဲ့အဖွဲတွေကတချို့မှငါ့ကိုလာပြီးတော့နာမည်ဖြတ်မယ်ပြဿနာစားမယ်ဆိုရင်လေနော်တချို့အောက်နောက်မစီးတဲ့လူတွေတချို့အသိတရားမစီးတဲ့လူတွေပဲနေတို့ယုံပြီးတော့ဟိုဗာလဲသူတို့ကမမိုးတို့ကိုအထင်မှားမယ်နော်အသိတရားစီးတဲ့လူတွေမမိုးဘာတွေလုပ်လဲမမိုးတို့ဘယ်လိုမျိုးထောက်ပံ့လဲဆိုတာသူတို့အမြဲတမ်းပဲနားလည်ပေးတယ်နော်အဲ့ဒါပဲပြီးတော့အဲ့ဒါပဲတချို့ NUG တွေဘာဖြစ်လို့သူတို့ဖောင်ထုတာလဲဆိုတာ NUG စီမှာသူတို့အကူအညီမရလို့ NUG တွေဖောင်ထုတယ်ရသွားတဲ့အဖွဲစင်ကောင်းရင်မရတဲ့အဖွဲတွေကမကောင်းဘူးမနော်ငကားတုံးကဆိုရင် NUG စီမှာလက်နဲ့အလက်90ရတယ်ကွာအဲ့ဒါမကောင်းသေးဘူး NUG ကိုသူဆက်ပြီးတော့ဖောင်ထုသေးတယ်အဲ့ဒါပဲပြီးတော့တချို့အဖွဲ့အစည်းတွေကငကားအဖွဲ့လိုမျိုးအလက်90မရဘူးတချို့ PDF အဖွဲ့အစည်းဆိုရင်အလက်30အလက်20 16လက်15လက်ပဲအဲ့ဒါပဲရမယ် NUG တို့ဟိုတတ်ဆင်ပေးတာသူကတော့အလက်90ရပြီလဲသူမကောင်းသေးဘူးအဲ့ဒါပဲကြည့်ပြီးတော့နော်မမိုးတို့ကလိုက်ပြလုံးပါတယ်နော်ဘာကြောင့်လဲဆိုတော့ကိုအလူခံပယ်လိုက်တဲ့ငွေအကြတန်အပြတ်တန်မှာအထွေ sales မှာလည်းမသွားသလိုမမိုးတို့ရဲ့စာခကိုခါဘာမှမမိုးတို့မလုပ်ဘူးနော်နောက်ပြီးတော့မမိုးကင်ထားတဲ့ဘဏ်အားလုံးလည်းမမိုးဗာလဲ test တွေ pass အကောက်ခွန်တွေမမိုးပေးစရာမလိုဘူးနော်ဝင်လာတဲ့ငွေမှန်တယ်မြဘာ10သိန်းဆိုရင်ဘာ10သိန်းမြေပြင်မှာအကုန်လုံးပို့ပေးတယ်တကြတဲ့ပြားမှမနှောက်ဘူးဆိုရင်နောက်ပြီးတော့အဲ့ထဲမှာစီးတဲ့ငွေတွေအကုန်လုံးထောက်ပြီးတော့
ထောက်ပံ့တယ်တခါတလေ campaign တွေမပြည့်လို့ရှိရင်ကိုပိုင်ငွေနဲ့ထက်နောက်တော့အပြင်မှာတော့ချေးပြီးတော့ထက်အဲ့ဒီ campaign ပြည့်သွားအောင်ဒီနေစုံ90တစ်ဖွဲ့နေစုံအတွက်လည်းမမို့အကျွေးတက်တာနှစ်ခါစီးတယ်မမို့ပြန်ရွယ်လိုက်ကုန်ပါပြီနော်တချို့နေစုံအဖွဲ့တွေကဒီအဲ့ဒီလာမှာမမို့အဖွဲ့40ပဲရတယ်ကျန်တဲ့အဖွဲ30ကအရန်ကိုအရေးကြီးတယ်အရန်လည်းအကူညီမရဘူးနော်အရန်ကိုဒုက္ခရောက်တဲ့အတွက်ကြောင့်မမို့ဘတ်တသိန်းသွားပြီးတော့ချေးတယ်နော်10ဖွဲစာရဖို့မဟုတ်သွားပြီးတော့ပြန်ပြီးတော့ပို့ပေးလိုက်တယ်အဲ့ဒါတလောက်1000ပြန်တော့ပို့ပေးရပြန်ပြီးတော့ယော်ပေးရတယ်နော်နေစုံအဖွဲအတွက်လည်းမအကျွေးတက်ဘူးတလို့မြို့သိမ့်တိုက်ပွဲအတွက်လည်းမအကျွေးတက်ဘူးပါတယ်ဒီတော်လန်ရေး3နှစ်ကျော်4နှစ်နီးပါမှာဒါပေမဲ့မမို့ကလုံးပြန်တော့ယော်ပါတယ်နော်မကြံဘူးပြီးတော့နော်လာတိုင်းတလနည်းနည်းပြန်တော့ယော်ပေးတာပေါ့အဲ့ဒီကျွေးတွေကအဲ့လိုမျိုးနော်အဲကြောင့်မမို့ပါကြောင့်နေရောညရောအလူခံပေးတာလဲပြည်သူတို့အဲ့ဒါပဲကြည့်လိုက်နော်အလူလာခံတဲ့ဒီကွန်ပျူတာမှာလာပြီးတော့ရေးတဲ့အဖွဲတွေလည်းအစစ်လားအတူလားကိုလည်းမသိဘူးနော်မက်ဆင်ဂျာမှာဆိုရင်ဒီထက်များတယ်အများကြီးပဲနော်အကူညီလာတောင်းတဲ့အဖွဲစီတွေကအများကြီးပဲလာလူတဲ့သူကနည်းနည်းပါပဲစီးတယ်အဲ့ဒါမှမလို့ဘယ်လိုလုပ်မလဲအဲ့ဒါနေတော့လာတဲ့အဖွဲတိုင်းကအကလုံးကြည့်ပေးရမယ်ငါအကလုံးစကားပြောပြီးတော့တတိပေးရမယ်အင်္ဂါကူညီပေးပါမယ်ဆိုတာမမို့မလုပ်ဘူးစင်မမို့လောက်ဒီအရာကိုလောက်လို့မရလို့စင်မမို့ဘယ်သူမှကတိမပေးဘူးโอเคနော်campaign ဆိုရင်လည်းcampaign ငါရအောင်လုပ်ပေးမယ်ဆိုရင်အစည်းအဝေးထဲမှာမမို့ကတိပေးတယ်โอเคမြို့သိမ့်တိုက်ပွဲအတွက်ဘိုးရဲ့စီဝါလူအပ်တဲ့ဒီဘလောက်ဆိုရင်သူနဲ့စကားပြောတယ်မမို့အဲ့လောက်ပဲလုပ်လို့ရမယ်မမို့သူကတိပေးတယ်အဲ့မဲ့မမို့ကတိပေးတဲ့ဘယ်စကားအခွန်မစုံဘူးနော်ဘယ်စကားလုံးမစုံမမို့ရအောင်လုပ်တယ်နော်အခုလာတဲ့ PDF အဖွဲ့ပေါင်းများစွာအဖွဲ့တိုင်းမမို့ကတိပေးလို့မရဲဘူးစင်နော်မမို့နိုင်တယ်လို့ပဲမမို့လင့်တွေချပေးမယ်နော်10ဖွဲ့လာလို့စင်အဲ့ဒီနေ့မှာဆိုရင်2ဖွဲ့ပဲမမို့လင့်ချပေးမယ်ဦးကျော်သူရဲ့လင့်နော်အဖွဲ့20လာလို့စင်4ဖွဲ့အဖွဲ့30လာလို့စင်6ဖွဲ့နော်အဲ့လောက်ပဲလင့်ချပေးမယ်အဲ့ဒါမမို့ချပေးတဲ့လင့်လဲချက်ချင်းရမှာမဟုတ်ဘူးနော်ဘာလို့ဆိုဦးကျော်သူဘက်မှာကြံနေတဲ့အဖွဲ့ဟောင်းတွေတချို့မမို့တို့ကူညီပေးတာမကုန်သေးဘူး17လပဲနဲ့မှမရသေးတဲ့တချို့အဖွဲ့တွေကိုစစ်လို့ပြတကယ်တိုက်တယ်ဒါပေမဲ့ငွေမလောက်လို့တို့ပြန်တော့စောက်ရတဲ့အဖွဲ့တွေရှိသေးတယ်အဲကြောင့်အစ်စ်လာတဲ့အဖွဲ့တွေကစောက်ရမယ်စောက်မနိုင်လို့စင်စောက်မနိုင်ပဲနဲ့ဦးကျော်သူစောက်မနိုင်မမို့စီမှာပြန်လာလဲမမို့ဘာမှလုပ်လို့မရဘူးစင်နော်မမို့ဘက်ကတနေ့အလူခံတာဘငွေ4သိန်း5သိန်းရလို့စင်အိုးဟိုနေတို့လာအဖွဲ့တရလာလိုက်ငါအကလုံးကူညီပေးမယ်တနေ့ဘငွေ3သိန်း4သိန်းမမို့လူခံရလို့စင်နော်မမို့တကယ်ပြောတာပါတနေ့ဘငွေ4သိန်းရသိန်းရလို့4သိန်း5သိန်းရလို့စင်အဖွဲ့တရလာလို့စင်အဖွဲ့တရအကောင်လုံးကတိပေးပြီးတော့အလူခံပေးမယ်နော်လူပေးမယ်ထောက်ပံ့ပေးမယ်အဖွဲ့စစ်တဲ့လူတွေပေါ့နော်တကယ်တိုက်တဲ့အဖွဲ့စီတွေပေါ့နော်လူလည်းညာမဟုတ်ဘူးအခုကတော့ကြည့်လေမမို့ထိုင်တာတနာကြီးစီပြီးမမို့အလူရှင်လာတာနေရပါပဲတယောက်ပဲအဲ့ဒါကြည့်တဲ့ PDF တွေပေါ့နော်ပြန်တော့စဉ်းစားပေးပါနော်ခယူမဆိုင်တာလည်းမဟုတ်ဘူးညီတို့စောက်ဖက်မလုပ်တာမဟုတ်စောက်ဖက်လုပ်လို့ခယူဆိုင်လို့စိတ်ပူလို့အလူခံပေးတာပါNUG အညာသားတွေကိုလိုင်တာ KTLA စလုံးလူပဲလေအဲ့ဒါနေ့မေဖာတယ်မအဖွဲ့တွေနေ့ရဲ့အဖေမေလို့အဖွဲ့တွေပဲဖြစ်မှာပေါ့ခွေးမသားရဲ့နေ့ရဲ့တပါတီဘက်ကအဖွဲ့တွေပဲဖြစ်မှာပေါ့မေလို့ငကားအဖွဲ့တွေလေအန်ရင်မတို့နော်အဲ့ဒီမြတ်အောင်တို့လေခင်မိုးတို့လေအဲ့ဒါပဲပေါ့နော်ညီတို့အန်ရင်မအလူခံလာတာ3နှစ်ကျော်4နှစ်ဒေါ်လာတန်းပေါင်းများစွာရပောင်းငွေတန်းပေါင်းများစွာရဘဲအချိန်ခါကတက်တီထောက်ထားတွေချပြလို့လေညီတို့ရဲ့မအေလို့ငကားကြလိုက်တဲ့ပြည်သူလူထုရဲ့ငွေတန်းပေါင်းများစွာဒေါ်လာဘီလီယံပေါင်းများစွာငကားပါတီပြန်လို့လုပ်လေခွေးမသားစောက်ဆက်တရားမရှိကိုမေကိုလူစောမိုးလာနဲ့စောမိုးလေထွေဖို့ထွေတလိုက်ဆောင်ထွေဆိုတာနာတရားထွေဖို့နာတရားနာခုကဖာတယ်မသားNUG ကငကားကိုထောက်ပံ့တာအိုးသိန်း100ဟောက်လာဦးလေးသိန်း100ပေါ့လေအေးအများကြီးပဲဒီမှာသူ့ရဲ့ခွေးတွေကလာပြီးပြောတယ်မှာ NUG အညာသားတွေကိုလိန်တာ KTLA စလုံးပဲတဲ့အဲ့ဒါမှကြေးတာပါအဲ့ဒါငကားတွေရဲ့ခွေးတွေတာစပါတီခွေးမသားအဖွဲ့တွေအစားတော့သမီးတင်တာလက်နဲ့လက်90ပြီးတော့ဟုတ်တယ်တချို့အဲ့ဒီနေ့မှာသူများပြောတဲ့ငကား NUG နဲ့အစီအဝေးတက်တယ်ခဏလေးပဲသူဘငွေ9သိန်းရသွားတဲ့ NUG ဘက်ကသူထောက်ပံ့ပေးလိုက်တယ်အဲ့ဒီအစီအဝေးထဲမှာပဲအစည်းအဝေးထဲမှာပါတဲ့လူတွေကမှမို့လို့လာပြီးတော့ပြောပြတာနော်အဲ့ဒီတော့ရတဲ့ထောက်ပံ့ငွေအများကြီးပဲ NUG အမေရိကန်ဆိုရင်ငကားလေပြည်သူစီမှာသူရတဲ့ငွေကများပြီး NUG စီမှာသူတောင်းစရာမလိုတော့ဘူး NUG ရသူ PDF တွေအများကြီးပဲစီးတယ်လေသူတောင်းသေးတယ်ပြီးတော့တောင်းတာမှရပြီလဲမကောင်းသေးဘူး NUG နာမည်ဖြတ်သေးတယ်အေးမို့သူ့ကိုထောက်ပံ့ပေးလိုက်တဲ့အတုံးကြီးထောက်ပံ့ပေးလိုက်တဲ့နောက်ပိုင်းမှာမေလို့ငကားပျောက်သွားတယ်တနေ့ကျော်မမို့အစားတော့သူစိတ်တင်အနကလက်နဲ့အကြီးကြီးတွေဝယ်ပြီးငါဘက်ကလည်း6သိန်းပါထောက်ပံ့ပေးလိုက်ပြီဟုတ်လားစိတ်တင်သူ
ပွဲကြီးကြီးတွေဖွင့်မလို့ပဲမလဲအဲ့ဒီချိန်ကစပြီး तू ကတနေ့ကျော်ပြောက်သွားတယ်ပျောက်သွားပြီးတော့ပြန်ပေါ်လာတဲ့အချိန်မှာကောင်းမပေါ်လာပဲနဲ့ NUG ကိုစောက်ပြီးတော့ဖောင်ထုလိုက်လွင့်တနာရီနှစ်နာရီအတွင်းတရားဟောမမေလိုလုပ်တယ်ဘယ် PDF ခေါင်းဆောင်ဒီမျိုးအချိန်စီးပြီးတော့လိုက်လွင့်ပြီးတော့စကားအဲ့လောက်တော့စကားပြောတာအချိန်စီးလို့လေနော်ထိုင်ပြီးတော့စကားပြောတရားဟောမဲ့အစားစစ်ခွေးသွားတိုက်လေအဲကြောင့်သူ့ကိုပုတ်ကိုဆွဲတဲ့ဖေလိုမတွေမအေလိုတွေတတိုက်စီးသေးတယ်နော်ဒီမအေလိုငကားလေဘာမှမလုပ်ဘဲနဲ့လတိုင်းအလူငွေရတယ်သူ့ကိုပုတ်ကိုဆွဲတဲ့အဖွဲတွေကလတိုင်းဖေလိုမအန်ရီတို့ဒီခင်မိုးတို့ဖွဲဆိုရင်သူ့ကိုလတိုင်းတော့ပေးတယ်ရတဲ့ပြည်သူတူရဲ့ငွေသူတို့ဒီမအေလိုပဲသူတို့တော့ပေးတယ်တဝက်ပေါ့သူတို့ဘက်ကတဝက်ခိုးစားငကားလဲတဝက်ရအဲ့လိုမျိုးဟိုဘွားကြီးအိုင်မရဲ့မျက်နှာဆိုရင်နော်ဘယ်ပတ်စံသွားရပြီးတော့သူ့ရဲ့မျက်နှာသွားပြီးတော့ခွဲစိတ်လိုက်မျက်လုံးသွားပြီးတော့ခွဲစိတ်လိုက်သူ့ရဲ့ဘိုးထော်သွားပြီးတော့ထိုးလိုက်သူ့ရဲ့ပါးစပ်တွေသွားပြီးတော့ဖီလောက်တွေထိုးလိုက်တခါတလေသူ့ရဲ့ပါးစပ်အမျိုးဖြစ်နေတယ်ဖီလောက်ထိုးတာများလို့အဲ့ဒါထောက်ဖို့လားဟမ်တော်လန်ရဲ့အကူညီလိုရတယ်ဆိုမှပဲကိုပတ်စံစီလို့စင်တော်လိုင်းမှာပြန်တော့ထက်လေထောက်ဖို့ပဲဖြစ်ဘူးဆိုမဟုတ်လားအခုကမထက်ဘဲနဲ့စီတဲ့ပတ်စံတွေကိုခွဲစိတ်သွားပြီးတော့လောက်ဖေလို့မအိုင်ရင်ဆိုရင်ခဏပဲနော်ခဏပဲသူရဲ့မျက်နှာတစ်ခါရောင်လိုက်ဟိုရောင်လိုက်ဒီရောင်လိုက်ဟိုခွဲလိုက်ဒီခွဲလိုက်သူပစဖြောက်ဆိုရင်စီလွတ်ထိုးတာများလို့ပစအဲ့လိုမျိုးဖြစ်သွားတယ်အဲ့လိုမျိုးပဲဦးလေးသူရဲ့ပစတော့ကြည့်လိုက်ဒီမအေလို့ခွေးမသာဒူလဲငါရဲ့စကားနားမလဲလို့စင်ကိုမေကိုလို့နေထွက်သွားနေနားမလဲဆိုနေပမာရေးလာတယ်လေဖေလို့မသာရဲ့မအေလို့ဟမ်တေနာကောင်ရဲ့နားမလဲဘူးစကောကရင်ပြောပါမမတဲ့နေအခုရေးနေတာပမာစကားလေးခွေးမသားရဲ့နေနားမလဲလို့တတ်လားဟမ်ပမာစကားရေးလို့တတ်တယ်ဟမ်စကောစကားကရင်စကားနားမလဲလို့စီနေမစပမှာတော့နားထောင်ဖာတယ်မသားဖာတယ်မပြောလို့စင်ဖာတယ်မတိတ်ခါကြတဲ့ခွေးမသားရေးဝေးသွားငါနေကိုဘလော့လိုက်ပြီဒီမအေလို့ကလေคอมเมนต์တွေရေးလာတာခါပေါ်များဆိုပဲတော့ဒီမအေလို့အကောက်ဒူတဲ့ဒီဒူကနော်ငါတွေ့တယ်နော်ရေးလိုက်လို့စင်ကရင်စကားပြောစကောစကားပြောနေရေးတဲ့စာတမပမာစကားဖြစ်တဲ့ခွေးမသားရဲ့လာပြီးတော့မဟောင်နဲ့နော်ပမာစကားနားမလဲလို့စင်သွားဝေးသွားဟောမှာနေဖိုး NC ပြောတဲ့စကားတွေခွေးမောင်ချစ်သူပြောတဲ့ကရင်စကားတွေတော့ပြောနားထောင်အေးလို့စီးတဲ့အကောက်တွေလာခဲ့ငါနေကိုကလုံးဘလော့မှာခွေးမသားအကောက်သူ့နဲ့ပုံလက်တင်လို့မရဲလက်နဲ့100ထောက်ပံ့ပေးပါတယ်အိုးဦးလေးရေတမိကြတာ90ဟုတ်လားအေးလက်နဲ့အလက်100တော့မဟုတ်လေအဲ့ဒါတော့မှ NUG ကမကောင်းသေးဘူး NUG ကမကောင်းသေးဘူးထောင်ထုသေးတယ်မေလို့ကနော်ထောင်ထုတာမကဘူးနောက်တော့စီတဲ့ထောက်ဖို့အကြီးစားအသေးစားသူလိုက်ပြီးတော့ဖုံးဆက်ပြီးတော့အကုန်လုံးလိုက်ပြီးတော့စီယုံတယ်မေလို့ငကားနော်မိုးစီမှာသူဖုံးဆက်လာတယ်နနာရီအတွင်းအမလေးမိုးကသူ့ဘက်မှာပါသွားအောင် NUG ကိုမိုးပြန်တော့ဆဲအောင်သူလာပြီးတော့စီယုံတာပေါ့သူလောက်လို့မရဘူးနော်ငါအောက်နောက်စီတယ်ငါလေ10တန်းမအောင်လဲငါအောက်နောက်စီတယ်ငါခွဲချလို့တတ်တယ်ဘယ်သူကလူကောင်းလူဆိုးလူမိုက်လူရောက်မှာဆိုတော့ငါခွဲချလို့တတ်တယ်နော်ငါအမှန်တရားကြိုက်တယ်အမှန်တရားကြိုက်တဲ့အတွက်ကြောင့်လူဆိုးနဲ့လူကောင်းကခွဲခြားလို့တတ်တယ်သမီးကိုလည်းဒီနေ့မှဦးလေး तू ဖောင်းဆက်လာတာလေစိတ်တင် तू ခဏလေးပဲစကားပြန်တနာရီနှစ်နာရီလောက်ရှိတယ်မိုးလဲသူ့အတန်ကလုံးသွင်းထားတယ်အောင်မလေးအန်ယူဂျီကို तू ပြောတာအောင်မလေးစကားပြောတယ်လေ तू ကဘိုးချောင်းအောင်ဆောင်ဒုတိယဘိုးချောင်းအောင်ဆောင်သူ့ကို तू အဲ့လိုမျိုးပေါ့ပြီးတော့သူ့ရဲ့ဆရာကြီးကဘာတူလဲသိလားဒီအစွန်ရောက်ကရင်အဖိုးကြီးတွေဒီအစွန်ရောက်ကရင်ဖိုးကြီးဒါသူ့ရဲ့ဆရာကြီးဖြစ်တာဒီအခုသွေးကွဲနေတဲ့အဖိုးကြီးတွေပေါ့နော်အိုကောင်အထီးကောင်တွေတိုင်းရင်းသားတွေသွေးကွဲအောင်ပြည်တော်စုတွေမစည်းလုံးအောင်တိုင်းရင်းသားတွေမစည်းလုံးအောင်လူမျိုးတွေမစည်းလုံးအောင်သူတို့သွေးကွဲတယ်နော်ဒီ NUG ကမရဘူးတဲ့တော်လိုင်းနိုင်တဲ့အထိစောက်လို့မရဘူးတဲ့ငါတို့တောင်းတဲ့အတိုင်းဒီချိန်မှာဒီခါမှာပဲသူတို့ပေးရမယ်တဲ့အဲ့လိုမျိုးပေါ့နော်မင်းအောင်လိုက်မသေးသေးဘူးအဲတောင်းတဲ့အတိုင်း NUG ပေးစေချင်လို့ရှိရင်ဟုတ်ကဲ့နော်ညတော့ဂိမ်းပေးကစားတဲ့900ဘာနော်စကလောနော်စကောနော်ကိုတောင်းကိုလိုချင်တဲ့အတိုင်းကိုကရစေချင်လို့ရှိရင်ဝိုင်းတိုက်လေမင်းအောင်လိုက်တည်သွားလို့ရှိရင်ကိုလိုချင်တဲ့အတိုင်းရမယ်လေအခုမင်းအောင်လိုက်လည်းမတည်သေးဘူးတော်လိုက်လည်းမနိုင်သေးဘူးပမာပြည်နယ်လိုချင်တယ်ဟိုလိုချင်တယ်ဒီလိုချင်တယ်ဒီနေရာလိုချင်တယ်ဘယ်လိုမျိုးရမလဲပမာပြည်နယ်ဆိုတာပမာတယောက်ပဲဆောင်ဖျားလို့မရဘူးလေသူတစ်ဖွဲ့ပဲဆောင်ဖျားလို့မရဘူးလေပမာလူမျိုးတွေအများအပြားသူရဲ့စိတ်ဆန္ဒအတိုင်းသူရဲ့စိတ်ဆန္ဒသဘောတိုင်းဟိုဗာလဲဟိုမကြိုက်တဲ့လူတွေလည်းအများကြီးပဲလေပမာလူမျိုးတွေဆိုရင်တခြားလူမျိုးတွေမပြောဘူးနော်အခု NUG ဘက်ကလူတွေလည်းပမာလူမျိုးတွေစီးတယ်လို့တခြားလူမျိုးတွေလည်းစီးတယ်လေအညာက PDF ဆိုရင်လည်းအများကြီးပဲလေပမာလူမျိုးတွေစီးတယ်လေဘာဖြစ်လို့သူ့လူမျိုးဖင်ကောင်းမကျဲတာလဲဘာဖြစ်လို့သူ့လူမျိုးစကားမများတာလဲဘာဖြစ်လို့သူ့လူမျိုးအာနာမယူတာလဲအဲ့ဒါပဲအဲ့တော့သူ့ကိုပုတ်ကိုဆွဲပြီးတော့သွားပြီးတော့ဟိုထောက်ခံနေတဲ့လူတွေစီးတယ်မေလိုကဘာမှမလုပ်ဘဲနဲ့ဘယ်မှမတိုက်ဘဲနဲ့ငကားကိုထောက်ခံတယ်ငကားမှန်တယ်အဲ့ဒါဘာတူလဲမြောင်းရင်ခွေးတွေတက်ပဲ
နော်အဲ့ဒါပြည်သူလို့မတင်လိုက်နဲ့ထမင်းစားတဲ့ပြည်သူတွေရောက်တယ်ပဲဒီမအေလို့ကဘယ်သူမှမထောက်ခံတော့ဘူးပြည်သူလူထုရဲ့ငွေတန်းပေါင်းများစွာရနော်မြန်မာပြည်မှာ PDF အဖွဲ့အထောင်လောက်ရှိတယ်သူ့လိုမျိုးတယောက်မှအကူအညီတွေအလူငွေတွေရတာအများပြားမရှိဘူးသူပဲရတာအများဆုံးပဲကရင်စစ်သားတွေဘက်ကဆိုရင်မအေလို့နဲ့ဒါများရတာအများဆုံးပဲဒီကော်တူလေးအမေဒီ KTLA ကော်တူလေးအမေကမမိုစီမှာအများကြီးပဲရတယ်လို့နိုင်ငံခြားကရင်အဖွဲ့အစည်းတွေစီမှာအများကြီးပဲရတိုင်းရင်းသားတွေစီမှာလည်းအများကြီးပဲရမြန်မာလူမျိုးစီမှာလည်းအများကြီးပဲရဒီနေဒါများဒီခွေးနဲ့ကောင်ကပြန်ပြီးတော့ပေါင်းပြီးတော့မတွေ့ဘူးလားနေရာတွေလူနေတာအခုလမ်းဘေးမှာရောက်ကုန်ပြီလေငကားလည်းဘေးမှာရောက်တယ်လို့နေဒါများလည်းဘေးမှာရောက်ပြီလေသူ NUG နဲ့ခွဲထွက်တာအဲ့ဒီလက်နဲ့100ကိုပြန်မပေးပါဘူး။အိုးအခုဒီလေအဲ့ဒီလက်နဲ့100သူ့လက်ထဲမှာစီတာပေါ့လေဦးလေး။ဟာအဲ့ဒါကိုစောက်စီကန်နေလဲသူ့ရဲ့ခွေးတွေသူ့ရဲ့နွားတွေသူ့ကိုထောက်ခံနေတဲ့လူတွေတချို့မှမတွေ့ဘူးမမြင်ဘူးကွာနော်။အဲ့ဒါပဲသမီးကယုံတယ်။နော်ဒီနွားပြဿနာစီတဲ့အချိန်မှာတချို့မှသမီးရဲ့အလူစင်တွေကသူမှသူဖြစ်နေတယ်လေ။အကောင်လုံးသမီးနဲ့လမ်းခွဲတယ်။သွားနေတော့သွားချင်တဲ့နေရာသွားတော့ပတ်စံတော့လာပြီးတော့အားစရာမလိုဘူးနော်ငါလည်းလက်မခံဘူးရှင်တောင်လည်းမယူပေးဘူးโอเคနေတော့ခွေးနေကားစီမှာပဲတော့ပို့ငါပြောနေတော့ပတ်စံငါတကယ်ပြောတာငါမခဲဘူးရှင်ပြီတို့ငါမခဲဘူးမမမှန်ကန်ပွင့်လင်းပဲငါပုတ်ကိုမဆွဲဘူးငါတိုက်တဲ့လူပဲငါရွေပြီးတော့ထောက်ပံ့မှာအဲ့ဒီတိုက်တဲ့သူကပမာဖြစ်မလားကလားဖြစ်မလားရခိုင်ဖြစ်မလားကရင်ဖြစ်မလားမုံဖြစ်မလားငါထောက်ပံ့ပေးမယ်မတိုက်လို့ရှင်တော့ဘာလူမျိုးဖြစ်ငါလူမျိုးဖြစ်ငါမထောက်ပံ့ဘူးရှင်နော်ငါတို့ကနိုင်ချင်လို့ပါဝင်တာလူမျိုးရှင်လို့ပါဝင်တာအာနာစင်ကိုတေးစီရှင်လို့အမြင့်ပြစီရှင်လို့ပါဝင်တာနော်ဒီတော့ငကားအသက်စီအောင်လာပြီးတော့ထောက်ခံလိုက်မအေးလို့နေတမ်းမြရာထူးတိုးအောင်လာပြီးတော့ဟိုဗာလဲဟိုတမတပြင်းအောင်လာပြီးတော့ထောက်ခံလိုက်အဲ့လိုမျိုးမဟုတ်ဘူးနော်ငါတို့ပြည်သူလူထုတွေလူမျိုးဖို့ငါတို့ပါဝင်တာပြည်သူလူထုလူမျိုးဖို့ကတကယ်တိုက်တဲ့လူကိုငါတို့ထောက်ပံ့မနိုင်ပါနော်တကယ်မတိုက်ပဲနဲ့တော့ထောက်ပံ့ပေးလို့စင်အလကားပဲတဲထဲရေးတုံအလကားပဲအချိန်ကုန်တယ်သူတို့ကိုကြိုးစီးပွားပဲပြန်တော့ဖြစ်မယ်view ကလုံးဝမတက်ဘူး comment လည်းမတက်ဘူးပြန်မပေးဘူးလေသမီးအခု तू ပြန်မပေးလို့အခု तू ဘာဖြစ်သွားလဲခွေးပြသွားပြီလေအခုဘေးထဲမှာရောက်ပြီလေလမ်းဘေးမှာရောက်ပြီလေအခုဒီနေ့တနင်္ဂနွေနေ့တော့မမိုးသမီးရဲ့အကောင့်တွေကတော်တော်ဆိုးတယ်ဦးလေးအရန်ကိုပြက်တယ်ဗောနော်လုံးဝ view 100တော့မတက်ဘူးအဲကြောင့်အလူစင်တွေကဘယ်လိုမျိုးပေါ်လာမလဲဝင်လာကြည့်တဲ့လူကကိုယ့်ရဲ့လူတယောက်နှစ်ယောက်အဲ့ဒါပဲနော်လာစင်အလူစင်တွေပဲစားရတော့မယ်စားလူအစ်စ်ပေါ်လာဖို့ဆိုတာမလွယ်တော့ဘူးအလူစင်အစ်စ်တွေပေါ်လာဖို့ဆိုတာမလွယ်ဘူးလာစင်အလူစင်တွေလာစင်ကြည့်လာပြီးတော့ထဲတဲ့အဖွဲသားတွေပဲစားရတော့မယ်လူက60 360 350ကျော်40ကျော်အဲ့လောက်ပဲရှိတယ်နော်ညပိုင်မှယူတက်တယ်ဆိုတော့ဘယ်လိုလုပ်မလဲလူတွေတွေ့များတယ်အဲ့ဒါမှညပိုင်တော့မှအများဆုံး100ကျော်100ကျော်ပဲရှိတယ်အကောင့်တွေကမကောင်းတော့ဘူးပြီးတော့ဒါပေမဲ့အကောင့်မကောင်းပေမဲ့လည်းလူညီလို့စင်ဘာမဆိုအောင်မိတာပဲနော်တချို့ညမှာမမိုးအလူစင်ကအရင်တော့ဆိုရင်မမိုးရဲ့ live ဆိုဘယ် live ဆိုမဆို live လွှင့်လိုက်လို့စင် 2000k 3000k လူကြည့်တယ်အနည်းဆုံးဆိုရင်900 800အဲ့လိုမျိုးအခုကမဟုတ်ဘူးအများဆုံး200ကျော်အနည်းဆုံးဆိုရင်40 50အဲ့လောက်ပဲစီးတော့တယ်ဒါပေမဲ့မမိုးရဲ့ campaign တွေလည်းပဲ campaign မဆိုအောင်မြင်တယ်နော်နောက်ပြီးတော့မမိုးရဲ့ live စင်အလူစင်ဆိုရင်လည်းအချိန်ရောက်ပြီဆိုရင်တို့ဆက်သွယ်လာတယ်အဲ့လိုမျိုးပုံမှန်အတိုင်းဖြစ်နေပါတယ်เนาะအဲကြောင့်မမိုးရဲ့ campaign လည်းပဲ campaign မဆိုအောင်မြင်တယ်เนาะအဓိကစ조사ကိုယ့်ရဲ့စ조사မှုပဲမူတည်တယ်တခါတလေ view ဘလောက်ပဲများလူတွေဘလောက်ပဲမြင်အဲ့ဒီထောက်ဖို့တယောက်ကပြည်သူလူထုရဲ့ယုံကြည်မှုသူမရလို့ဆိုရင်သူ့ဘက်ကလည်းမပြတာဘူးဆိုရင်ပေါ့နော်ပွင့်လင်းလင်းသူမလုပ်ဘူးဆိုရင်မပြတာဘူးမထီရောက်ဘူးဆိုရင်လည်းဘယ်သူမှသွားပြီးတော့မလုပ်ဘူးเนาะတကယ်လှုပ်တဲ့ထောက်ဖို့တွေကအလူစင်တွေ line ပေါ်မှာမတွေ့လဲကိုယ့်ကို messenger မှာရအောင်ဆက်သွယ်လာတယ်နော်မမိုးကဘာမှဖြစ်ပါဘူးနော်အခုကတော့လူအ ਨੇ စုတွေ့ပေမဲ့လည်းမစိုးပါဘူးနော်လူအဲ့ဒီအ ਨੇ စုထဲမှာပြန်ညှိလိုက်လို့ရှိရင်သူတို့အဖွဲသားတွေစီလို့ရှိရင်သူပြန်တော့စီရောက်မယ်သူတို့တငယ်ချင်းတွေစီလို့ရှိရင်ပြန်တော့စီရောက်မယ်အခုမှ ME ဆိုရင်ရင်တော့ဆိုရင်တရားပဲအခုUSA နိုင်ငံမှာစီတဲ့ကရင်လူမျိုးတွေကိုသူပြန်တော့စီလုံးပေးတယ်သူပြန်တော့အလူခံပေးတယ်နော်မမိုးဘယ်လိုမျိုးအလူခံတာလဲမမိုးဘယ်လိုမျိုးစူးစမ်းလဲဆိုတာသူပြည်လူထုကိုပြတယ်ဒီမှာမမိုးလိုက်လွင့်တာမနဲ့မိုးလင်းစီးပြီနော်ညတော့ကသမီးလိုက်လွင့်တာ9နာရီကျော်ဦးလေးဦးထွန်းကြည်ကြားလာမသိဘူးတမီလိုက်လွင့်တာလေ9နာရီကျော်သွားတယ်အဲ့ဒီ live ဆော်ထဲမှာ9နာရီကျော်စီးသွားတယ်အဲ့ဒီအလုံး994လုံးလည်းပြည့်သွားတယ်ဟိုတညတော့ဆိုရင်အလုံး1000ပြည့်သွားအောင်လုပ်တာပေါ့နော်အဲ့ဒါလေအဲ့ဒီညမှာလည်း6နာရီလားမသိ6နာရီထိုးသွားတယ်ဒါပေမဲ့ညတော့ဆိုရင်6နာရီကျော်မှပြည့်သွားတယ်
မနေ့6နိုင်ကျော်မှနေထွက်ပြီးတော့အိုးဒါမဲ့ဝမ်းသာပါတယ်အခုနိုင်ငံသားငွေတွေတချို့မှရောက်လာပေါ်မို့စောင့်နေတယ်ရောက်လာပြီဆိုရင်အရေးပေါ်တဲ့တချို့ PDF ဖွဲ့တွေဘာမို့လို့စစ်ဆေးလို့ပြီးပြီเนาะတကယ်တိုက်တယ်တကယ်လည်းအရေးကြီးတယ်ဒါမဲ့ငွေရမရောက်လာလို့သူတို့စီမှာပို့လို့မရသေးဘူးเนาะနိုင်ငံသားငွေမရောက်လာလို့ရှိရင်ထိုင်းမှာဝင်လာတဲ့ငွေဆိုရင်လည်းတဝက်ပဲစီးသေးတယ်လေအကောင်လုံးပေါင်းလာမှသူတို့တွေကပြည့်မယ်အဲ့လိုမျိုးအလုံး1000ပို့2000ပို့အဲ့ဒီဒူဒူဆိုတဲ့မအေလူကညအတိုင်းပဲပောက်ကရတယ်လာပြီးတော့ရေးလာတယ်လူမျိုးခွဲခြားတယ်လေနော်ပမာနေပြောတဲ့ပမာစကားငါနားမလဲဘူးတဲ့ရေးထားတဲ့စာနေပြောတဲ့ပမာစကားငါနားမလဲဘူးတဲ့ပမာစကားနဲ့ရေးလာတာငါပြောတဲ့ကရင်ငါပြောတဲ့အဲ့ဒီပမာစကားတော့သူနားမလဲရေးပမာစကားတော့ရေးလို့တတ်တယ်ပမာစာတော့ရေးလို့တတ်တယ်နွားပုံလည်းမပါမအေလူကကောက်တူးနဲ့သူ့ကိုဘလော့မလို့ကငါလည်းဘလော့လို့မအားညအတိုင်းပဲငါဟိုဗာလဲလိုက်လွှင်းတဲ့ဆဆစင်လိုက်တဲ့ချိန်မှာငါကတယ်လေအဲ့ဒီချိန်မှာလည်းသူလာပြီးတော့ဟောင်းတယ်သူ့ကိုပြန်တော့ဘလော့တဲ့အချိန်မှာသူ့ရဲ့ comment ပြန်တော့စားလို့မရဒီနေ့ကတော့တွေးလိုက်တာပေါ့လူတိတ်တော့မရှိဘူးလေ comment တွေတိတ်တော့မရှိဘူးသူရဲ့ comment ပေါ်လာတဲ့ဘလော့လိုက်တယ်โอเคပလော့ဖို့စဖို့တဲ့ကွာဒီအခုဘွဲစီဝါရဲ့ campaign မပြည့်သေးဘူးနော်ပြောနော်မပြည့်သေးဘူးဘွဲစီဝါရဲ့ campaign ကပတ်ငွေ3သိန်းနဲ့3000လူတည်တယ်2သိန်းနဲ့2000ပဲမြေပြင်မှာပို့လိုက်သေးတယ်နော်မြို့သိန်းတိုက်ပွဲ campaign ပြီးတော့တနေ့တိုင်းတိုင်း campaign တော့အလုံး4000ပဲရသေးတယ်အလုံး6000နော်ဆက်ပြီးတော့စာရအောင်မယ်နေဆိုအတွက်အခုပတ်စံပို့ပြီးမလို့ကတချို့မှာပတ်စံတွေမရောက်လာသေးဘူးပြီးတော့နိုင်ငံသားငွေတွေကမရောက်လာသေးဘူးနော်စောက်ရအောင်မယ်နော်ဒီညလားမနေ့ဖန်လားထိုင်းငွေဝင်လာတဲ့ထိုင်းငွေတွေလည်းဘဏ်ထဲမှာမပြည့်ဘူးပြီတို့တပွဲပဲစီးတယ်အခုကျင့်နေတဲ့သူတွေ59ယောက်နော်ပြည်သူဖြစ်လို့စင်ပေါ့နော်ပြည်သူဖြစ်လို့စင်မကြော်သွားပါနဲ့ဘောမဖြစ်လို့စင်ကြော်သွားပါထိုင်ပြီးတော့လည်းမကျင်းနဲ့โอเคလူပြည်ထဲမှာမွေးရအလူစင်တွေအစင်မပြေထဲမှာမွေးရပြည်သူတွေဆိုရင်ထိုင်ကြည့်လို့ရပါတယ်နော်ဘောမတွေပြောတာပါငါနဲ့မဆိုင်ဘူးဒီတော်လိုင်းရဲ့ငါနဲ့မဆိုင်ဘူးဒီနိုင်ငံရဲ့ငါနဲ့မဆိုင်ဘူးဆိုရင်ကြော်သွားပါနော်ဝင်လာကြည့်လေအချိန်ကုန်ပါတယ်ရှင်လာစားထုတ်တဲ့ပြည်သူတွေဆိုရင်တရက်နေ့ကနေ10ရက်နေ့အထိခု10ရက်နေ့စီးပြီပေါ့နော်ငရုတ်တီဖိုး12လပိုင်းကမ်ပိန်းမပြည့်သေးဘူးရှင်မြို့သိတိုက်ပွဲအတွက်နေစုံအတွက်တနင်္သာရီတက်အတွက်လိုအပ်ပါတယ်နော်လိုအပ်တယ်ဆိုတာအရေးကြီးတဲ့နေရာတွေတက်ပဲပြီးစစ်တိုက်တဲ့နေရာတွေတက်ပဲ60မင်္ဂလာပါရှင်နမိုးရဲ့အကူတလာခေါခဲထရောက်လမလီဖော်မထုံးဝဲနော်စကောလဆိုင်စကောတလာခေါခဲထရောက်တလာခေါခဲထယုံအဖွဲ1400ပါဒါလဆင်လူစီလဆင်လူငွေလဆင်လူစင်အဖွဲဒါမှပပိုင်ကညတော့ငါကိန်အတွက်900နော်ရေးစကောနော်စကောရေးဖမတွန်းဆိုင်
ကိုကြီးရေမင်္ဂလာပါရှင်နေကောင်းပါတယ်အလူလုံးမလို့လားကိုကြီးရေအခုဘိုးရဲ့စေဝါမြို့သိမ့်တိုက်ပွဲအတွက်ဒီအလူခံပေးတယ်ကမ်ပိန်းပြီးတော့တနင်္သာရီတန်းအတွက်နေဆောင်စစ်နေရအတွက်အလူခံပေးတာပေါ့နော်အလူငွေတွေအများကြီးပဲလူအပ်ပါတယ်ကိုကြီးရေကိုညီဒီပေါ့နော်အခုအလူခံပါတယ်လိုက်လွှင့်ပါတယ်ဦးလေးရဒီကောက်ဒီဖွဲ့ရပြဿနာစီးတဲ့အဖွဲ့လာမသိသမီးမမိတယ်သူရနာမည်49ရောက်အောင်ဆုံးလာဆိုင်မိုးခါလီမှာ Messenger မိုးခါလီ Messenger မှာဆက်သွယ်လာလို့ရပါတယ်နော်မိုးခါလီ Messenger မှာဆက်သွယ်လာလို့ရပါတယ်စင်ဘယ်နံပါတ်တွေလာပါတောင်းလို့ရတယ် USA ဘယ်နံပါတ်လိုချင်လားဂျပန်ဘယ်နံပါတ်လိုချင်လားစင်ကာပူဘယ်နံပါတ်လိုချင်လားမလေးရှားဘယ်နံပါတ်လိုချင်လားအယောက်90မင်္ဂလာပါစင်အေးခေါမီတွေကလည်းမတက်ပါရေးဒီမှာဗီတို့ဒီမှာအုတ်ဖို့ရိုးမအစတွင်တဲ့ကင်းထောက် PDF ရဲဘော်တူကိုမင်းညတော့ဦးကျော်သူပြောတဲ့တဲ့ပေါ့နော်ကင်းထောက်ရဲဘော်တူကိုတဲ့စစ်တပ်ကဖမ်းဆီးပြီးမျက်စိနှလုံးကိုဖောက်ထုတ်တာတဲ့ဥခေါင်းကိုတနဒင်းဖြစ်ထုနဲ့တပ်ဖြားတဲ့အဲ့မှာကြည့်ဘယ်လောက်ရက်ဆက်ရောက်မှလဲဆိုတာမအေးလို့လေခွေးမသားတွေနော်လူစိတ်မစီတဲ့ကောင်တွေဒီမအေးလို့တွေအမြန်စဆုံးမှမယ်ဖြစ်မယ်ဒီတို့အမြန်ဆုံးမကြဆုံးလို့စင်နော်ခလေးရောလူကြီးရောပြည်သူတို့ရော PDF တွေရောအများပြအသက်တွေပေးစားရအောင်မယ်ရတဲ့နီနဲ့တော်လန်ပါရတဲ့နီနဲ့စူးစမ်းပေးကြပါပြီးတော့ရေအလကားမနေကြနဲ့လဆာတွေထောက်ပြီးဆိုရင်လေခွေးသေးဖို့အတွက်ဒီညုတ်တီတွေထည့်ပေးကြပါအောင်နော်စီတဲ့အကောက်တွေအလုံးလိုက်ပြီးတော့စစ်စီတယ်ဒီမှာအလူစင်တစ်ဖွဲ့နော်တလာခေါခဲထားရောက်အဖွဲတစ်ဖွဲ့ထောင်းနဲ့400ဘပို့လာပေးတယ်ပြီးတော့အလူစင်တကူတော်တယောက်200ဘပို့လာပေးတယ်နော်2ယောက်ပြောမယ်ဆိုရင်အလူစင်2ယောက်ပဲပေါ်လာသေးတယ်ဒီလိုက်ဆိုတာလိုင်းလွင့်နေတဲ့မိုးခါလေးကငြိမ်တာပဲဟဲ့လူတရားမစီးတဲ့ live စော်နော် live ကို live လွင့်နေတဲ့အကောင့်မှာဘယ်သူမှဆက်သွယ်လာမဆက်သွယ်လာဘူးစင်နော်ဒီချိန်ဒီခါမှာကိုရလာစင်လူစင်တွေပဲလာတယ်အလူစင်အသိပေါ်လာဖို့ဆိုတာမလွယ်ဘူးလာစင်အလူစင်လဲတနာရီနနာရီမှတဖွဲပေါ်လာတယ်တယောက်ပေါ်လာတယ်အဲ့ဒါပဲကြည့်လိုက်တော့ဗီဒီယိုကြီးအဲ့ရဘိုက်လဲអော်ပြီဒီဘက်မှာ6နာရီည6နာရီတန်မိနစ်စီးပြီနော်ထမင်းစားလိုက်မယ်နော်လာစင်အလူစင်တွေကသူတို့လာစားတွေထောက်ပြီးဆိုရင်သူတို့ဆက်သွယ်လာလိုက်မယ်အလူစင်အသေးတော့မပေါ်လာဘူးဗီဒီယိုဒီနေ့မတွေ့ဘူးတရားမှမတွေ့ဘူးမနေ့တော့ကအကိုတယောက်လားမနေ့တော့ကအကိုတယောက်အော်မောင်လေးလားအကိုလားမသိဘူးသူလဲနေရပို့လာပေးတယ်မနေ့တော့က
အဲကြောင့်ဒီညနေမှမိုးလိုက်လို့စင်အကုန်လုံးအဒီဝင်လာတဲ့အတုံးသေးသေးလေးတွေပေါ့နော်အကုန်လုံးပေါင်းမယ်ပေါင်းပြီးတော့ဒီအလုံး19000ကအလုံးပဲနေရအမဘူးဘယ်နှလုံးရမလဲမနော်အလုံးပဲနေရမလဲပြီးတော့ဘယ်လောက်ဆက်ပြီးတော့လူခံရမလဲဆိုတာဒီညနေလာပြီးတော့ပြောပြမယ်နော်ဖြတ်ပိုင်းနေပြန်တော့ဆေးရမယ်ညတော့ကမြန်မာပြည်ရဲ့ဖြတ်ပိုင်းနေစီလားမသိကီပေးဝေးပေးတယ်ဖြတ်ပိုင်းအဲ့လောက်ပါပဲနော်မို့ထမင်းစားတော့မယ်စင်ပိုက်စားလိုက်တာနော်မနေ့စောစောအခုတိပါမို့ထမင်းစားသေးဘူးထမင်းစားတော့မယ်အဲ့လောက်ပါပဲနော်ဘိုင်ဘိုင်နော်အားလုံးကျေးဇူးတင်ပါတယ်ချဲပေးတဲ့အလူစင်